တော်ဖရာယုံကြည်သူတွေရဲ့အပေါ်မှာတရားပြီးတော့ယုံကြည်သူတွေကနေပြီးတော့သူတို့ဒေတာအယက်ဒေတာအသီးသီးဘာသာစကားတွေနဲ့တမန်တော်တွေဟောပြောတဲ့အကြောင်းအရာတွေကိုသူတို့နားလည်သဘောပေါက်ရတဲ့အခွင့်သူတို့ရရှိပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဖရာစီဖြန်းခြင်းအပြင်အဲ့ဒီနေ့မှာလူပေါင်း3000နဲ့ချင်းမင်္ဂလာခံယူပြီးတော့ကျွန်တော်တို့ရဲ့အသင်းတော်သမိုင်းကိုအစပြုခဲ့တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ပန်တီကောတေနေ့ဆိုတဲ့အကြောင်းအရာကျွန်တော်ပြောတဲ့အခါမှာပန်တီကောတေဆိုတာဘာကြီးလဲဆိုပြီးတော့တချို့ကပြောစရာအကြောင်းရှိပါတယ်။ Pentecost လို့ကျွန်တော်ပြောလိုက်တဲ့အချိန်က Panther ဆိုတာကျွန်တော်90ပေါ့လေနော်ဒီအရာတွေကိုအခြေပြုတဲ့အကြောင်းအရာရှိပါတယ်။ဥပမာကျွန်တော်တို့ပစ္စကံလို့ခေါ်တာပေါ့လေနော်ကျွန်တော်မြန်မာမှာတော့စကားမှာဆိုတော့ပစ္စကံ9000ရှိတဲ့အရာပေါ့လေနော်9000ရှိတဲ့ပစ္စကံလို့ကျွန်တော်ခေါ်တယ်။ကျွန်တော်အမေရိကမှာဆို Pentagon စစ်ဌာနချုပ်ဆိုတော့ Pentagon ဆိုတာကကျွန်တော်ပစ္စကံပုံစံနဲ့ပေါ့လေနော်9000နဲ့အဆောက်အဦကိုစောက်ထားတဲ့အတွက်ဒီ9000ဖြစ်ပါတယ်လို့အဲ့တော့ Pentecost ဒီနေ့ဟာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အသင်းတော်ရဲ့သမိုင်းမှာကျွန်တော်တို့ဒီထွတ်မြောက်ရာအဖြစ်အပျက်ကိုကျွန်တော်တို့ဖြစ်ပေါ်စေခဲ့တဲ့နေ့ရက်ပေါ့လေနော်ဒီအဲ့အနေ့ကနေစပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ passport လို့ခေါ်ပါတယ်ဒီရာနေ့ကနေစပြီးတော့ကျွန်တော်ရည်သွတ်မယ်ဆိုရင်ရက်ပေါင်း90ပြည့်တဲ့နေ့ဖြစ်ပါတယ်အဲအကြောင်းကျွန်တော် Pentecost နေ့လို့ပြောပါတယ်တစ်ဖက်ကနေပြန်ပြီးတော့ကြည့်မယ်ဆိုတော့ခါကျတော့သခင်ယေရှုခရစ်တော်ကမ္ဘာလောကမှာရှိတဲ့သူရဲ့သာသနာခရီးပြီးဆုံးပြီးတော့တပည့်တော်တွေကိုလည်းသူဒီဧကမှာရှင်ပြန်ထမြောက်တော်မူတော့အရှင်ဖရာဖြစ်ကြောင်းကိုတက်တည်သာရကအနေနဲ့အများအပြားရက်ပေါင်း40အတွင်းမှာပေါ်ပြသွားပြီးရဲ့နောက်မှာ10ရက်မြောက်တဲ့နေ့မှာပေါ့နော်ရက်ပေါင်း90ပြည့်တဲ့နေ့မှာသခင်ယေရှုခရစ်တော်ဒီရက်ပေါင်း40လောကကြီးမှာအသက်ရှင်ပြီးတော့သူကောင်းကင်ခရီးကိုပြန်ပြီးကြွချီပြီးတော့10ရက်နေ့ပေါ့ဒီနော်ရက်ပေါင်း90ပြည့်တဲ့နေ့မှာကျွန်တော်ဒီတန်ရှင်တော်ဝိညာဉ်တော်ဖရာသူကိုယ်တော်တိုင်ဂရိတော်ထားတဲ့အနဲ့အညီဒီတန်ရှင်တော်ဝိညာဉ်တော်ဖရာဟာပြီးတော့တပည့်တော်ဒီပေါ်မှာတက်ရောက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့တက်တည်တာတော်ကတွေရောက်များဆိုရှိတဲ့အထဲမှာခမဲတော်ဖရာအနေနဲ့ကျွန်တော်ကမ္ဘာလောကကြီးကိုဖန်ဆင်းခြင်းအမှုအရာအနေနဲ့ကျွန်တော်တို့အများအားဖြင့်ပေါ့နော်ကျွန်တော်တို့လက်ခံကြတယ်အဲ့တော့ဒီဖန်ဆင်းခြင်းခံထားရတဲ့လူသားတွေရဲ့အသက်တာဘလို့မှဖရာကျင့်လောက်အောင်ကျွန်တော်တို့မဖြောင့်မတ်နိုင်ကြတဲ့အတွက်လူသားတွေမပြုတ်လုံနိုင်တဲ့ကယ်တင်ခြင်းတည်ဟူတဲ့အခွင့်ရဖို့အတွက်ကယ်တင်ခြင်းဆိုတဲ့သဘောတရားကတစ်ဖက်ကနေပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်ဖယားနဲ့ဆက်ဆံရေးအပြစ်တရားကြောင့်ကျိုးပြတ်သွားတဲ့လူသားတွေဖယားနဲ့ပြန်ပြီးတော့တင့်မြတ်စေဖို့အတွက်ကျွန်တော်ကျေးဇူးတော်အားဖြင့်ကျွန်တော်ကယ်တင်ခြင်းပေါ့နော်အပြစ်တရားကြောင့်ကျွန်တော်အပြစ်ရဲ့နှုံနဲ့ငရဲတဲ့ကိုကျွန်တော်ရောက်ရတဲ့အခွင့်ကျွန်တော်ခံရမှာဖြစ်ပါတယ်။ဒါပေမဲ့ဖယားရဲ့ကယ်တင်တော်မူခြင်းအမှုအရာကိုတပါးပြီးတော့သားတော်ကိုဆွတ်တော်မူပြီးဆိုပြီးတော့ကျွန်တော်ပြောကြတယ်အဲ့တော့ခမဲတော်သားတော်ဆိုပြီးတော့ကျွန်တော်ပြောကြတဲ့အချိန်ခါမှာကျွန်တော်တို့ကယ်တင်ခြင်းနဲ့ဆိုရစုကျေးဇူးကိုတော့ဖြင့်ကျွန်တော်လူသားတွေတော်လုံးတတ်လုံးလို့တက်မဟုတ်လှုပ်ဆောင်နေတဲ့အတက်မဟုတ်ပဲနဲ့သားတော်ကယ်တင်ခြင်းအမှုအရာ၌ဖယားနဲ့ဘလို့နီးဆတ်စွာနဲ့ကျွန်တော်တို့အသက်ရှင်တတ်ရမလဲဆို3နှစ်3မိုးသခင်ခရစ်တော်ယေရှုကိုယ်တော်၌ဟောပြောသွားတဲ့ဒီတရားဒေသနာတွေထဲမှာကျွန်တော်အများအပြားကျွန်တော်နာယူရတဲ့အထဲမှာသူဒီကျွန်တော်တို့ရဲ့အပြစ်ဝန်ကြွေးတွေအားလုံးကိုပေးဆပ်ပေးပါမယ်ဆိုတဲ့ဂတိတော်ရှိတဲ့အညီကျွန်တော်လက်ဝါးကားတိုင်းတော်ပေါ်မှာကျွန်တော်အပြစ်တွေအတွက်အသွေးသွန်းပြီးတော့သူ့ရဲ့အသက်ကိုပြင်နေသူဆက်ကပ်ပြီးတော့သူအနန္တဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အပြစ်တရားကိုကျွန်တော်အကုန်ဖြေလျှော့ပေးလိုက်တဲ့အရာဟာသခင်ယေရှုခရစ်တော်ရဲ့အသေးခံတော်မူခြင်းအကြောင်းအရာမှာကျွန်တော်တို့အားလုံးကျွန်တော်အပြစ်တွေကိုဆောင်ယူသွားပြီးဖြစ်ပါတယ်ဆောင်ယူသွားပြီးပြီးတော့ထောင်ရအသက်ကျွန်တော်ပြောနေကြတဲ့ထောင်ရအသက်ဘယ်လိုရတော့မှာလဲသခင်ယေရှုခရစ်တော်အမှကျွန်တော်တို့ဆောင်ယူပေးဆက်လိုက်တယ်ဆိုတဲ့အကြောင်းအရာမှာပဲကျွန်တော်ပြစ်ပယ်ထားတာပေါ့ကျွန်တော်တို့ဖြူစင်စေခဲ့ပြီးဆိုတဲ့အသက်တာလုံးမှာဒီဖြူစင်ခြင်း standard ကြီးကိုကျွန်တော်တို့ပြန်ပြီးတော့ဆက်လက်ပြီးတော့ထိမ့်သိမ်းတတ်ဖို့အတွက်သူ့ရဲ့အလိုတော်နဲ့အညီဆိုတဲ့အသက်တာကိုတိဆောက်တတ်ဖို့အတွက်ကျွန်တော်တို့ကိုဘယ်လိုလုပ်ပြီးတော့သခင်ယေရှုခရစ်တော်ကနေပြီးတော့ပြန်ပြီးတော့လှုပ်ဆောင်ပေးပါလဲငါဒီတင်တို့အတွက်သွား၍နေရာကိုပြင်ဆင်ပြီးမှပါလဲတဖန်ပြန်လေပြီးတော့ကြွားရောက်ပါမယ်ဆိုပြီးတော့ပြောတော့သခင်ယေရှုခရစ်တော်လောကကြီးမှာလည်းမရှိတော့ဘူးဘယ်လိုလုပ်ကြမှာလို့မဟုတ်ပါနဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖယားသခင်အလိုတော်ရှိတယ်ဆိုတဲ့အကြောင်းအရာအမြဲတမ်း remind လုပ်ပေးနေမယ်။တန်ရှင်တော်ဝိညာဉ်တော်ဖယားဆိုဥပ္ပယဆရာဆိုပြီးပြောပါတယ်။ကောင်းမကောင်းအမြဲတမ်းခွဲခြားပြီးတော့ကျွန်တော်သင်ကြားပြသပေးမယ်။တန်ရှင်တော်ဝိညာဉ်တော်ဖယားတင်တော့အတွက်ဖို့လို့ငါစီလို့အောင်မယ်ဆိုတဲ့ဂတိတော်ကိုကျွန်တော်ရှင်ရောခရစ်ဝင်ကျမ်းအခန်းကြီး14မှာကျွန်တော်ဖတ်လိုက်တဲ့ချိန်ခါမှာကျွန်တော်အတိတ်နဲ့ပြီးရပါတယ်။ကျွန်တော်အဲ့ကျမ်းချက်လေးကိုကျွန်တော်ဖတ်ချင်ပါတယ်။ခမဲတော်ဒီငါအတွက်ကြောင့်ဇီလွတ်တော်မူတော့ဥပ္ပစေဆရာပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဒီတင်တော်အခတ်သိမ်းသောအရာတို့ကိုပြတသွန်တင်တော်၍င
ငါပြောခဲ့သမျှသောစကားတို့ကိုမမိသောဉာဏ်ကိုတင်တို့အားပေးတော်မူ၏ငြိမ်သက်ခြင်းကိုတင်တို့၌ငါထားခဲ့၏ငါ၏ငြိမ်သက်ခြင်းကိုတင်တို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ပေးသည်မဟုတ်တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းအလင်းမရှိစေရတပ်တည်ကြည့်တဲ့ဒီတော်ဆိုတော့နော်တကယ်ရှုခတ်တော့ကျွန်တော်ခုနပြောတဲ့လိုပဲလွန်ခဲ့တဲ့10ရက်ပေါ့လေနော်ကောင်းကင်ခရီးကိုကြွချီလာတဲ့အချိန်ခါမှာတပည့်တော်တွေကနေပြီးတော့စိုးရိမ်စိတ်တွေတဖြည်းဖြည်းနဲ့တိုးပွားလာဘလို့လုပ်ပြီးများငါတို့အသက်ရှင်ရတော့ပါလေငါတို့ရဲ့ရှေ့မှာမဘဝအသက်တာမှာဥဆောင်လမ်းပြပေးမဲ့သူမှမရှိတော့တာအဲ့တော့တကယ်ရှုခတ်တော့ကျွန်တော်ရဲ့စိုးရိမ်ပူပန်ခြင်းကိုကောင်းသိတယ်သူဒီနဲ့လောလူစားတီကိုခံယူတဲ့လောကီလူသားတယောက်အနေနဲ့လာပြီးအသက်ရှင်တဲ့ဖြစ်တဲ့အတွက်ကဘာသားတွေဘာကိုအလိုရှိတတ်ကြတယ်လဲဘာကိုစိုးရိမ်ပူပန်ခြင်းရှိတတ်ကြတယ်လဲဘာကိုမျောမှန်းတတ်ကြတယ်လဲဆိုတော့ကောင်းသိတယ်ဒါကြောင့်ဒီအတွက်ကကျွန်တော်တို့ကိုတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုဈေးလုပ်ပေးပါမယ်ဆိုပြီးတော့ဂတိတော်ထားတဲ့နဲ့အညီချစ်တော်မိတ်ဆွေတို့ဒီနေ့ဟာကျွန်တော်ဗန်ဒီကောဒေနေ့ကိုကျွန်တော်တို့တိမပြီးတော့ကျွန်တော်ဝုပြုကိုးကွယ်နေကြတဲ့အချိန်ခါမှာကျွန်တော်တို့ရဲ့အသက်တာမှာကဲတဲ့တော့အရှင်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာအလိုတော်ရှိတဲ့အသက်တာမျိုးတိဆောက်တတ်ဖို့အတွက်တိဆောက်နိုင်ဖို့အတွက်ကျွန်တော်တို့ဟိုတန်ရှင်တော်ဝိညာဉ်တော်ဖခင်တွန်းလောင်းပေးပြီးပါလားတကယ်ယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အနေနဲ့ယုံကြည်လက်ခံတဲ့နေ့ကနေစပြီးကျွန်တော်တို့ဒီကယ်တင်ခြင်းခံထားရတော့သူတွေဖြစ်တယ်ကယ်တင်ခြင်းခံထားရတဲ့အသက်တာထဲမှာဒီကယ်တင်ခြင်းခံထားရတဲ့သူတွေကဲ့သို့ကျွန်တော်တို့ဘယ်လိုမျိုးဘဝအသက်တာကိုကျွန်တော်ဆက်ပြီးရှောင်လာမလဲလူသားတယောက်အနေနဲ့ပဲကျွန်တော်တွေးဆလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလောကီလူသားတွေလူချင်းတတ်မှတ်မှုဆိုရင်ရှင်ဘောရဲ့စကားကိုကျွန်တော်ယူသုံးမယ်ဆိုရင်ဇာတိပဂတိနဲ့ထုံမိုးနဲ့ကျွန်တော်ဇာတိစိတ်ကပေါ်လူသားဆိုတဲ့အရာဒီအပြစ်သားဆိုတဲ့အရာကိုပြန်ပြီးတော့တော်ပြီးဖွာမိဖို့အတွက်အမတမအာတိတရှိတဲ့သူတွေလူချင်းတတ်မှတ်မှုတွေညောင်များစွာရှိတဲ့အထဲမှာကျွန်တော်တို့စုံစမ်းနောက်ဆက်နေတဲ့အရာတွေမှာကောက်ပါအောင်လိုက်သွားချင်တဲ့စိတ်ဆန္ဒတွေကျွန်တော်တို့မှာဖွာပေါ်နေတယ်ခက်ကြကျွန်တော်ဒီအကြောင်းအရာလေးနည်းရှင်းမှာဖြစ်ပါတယ်ဒီအရာတွေမှာကျွန်တော်ရဲ့အသက်တာတော့မှာဖခင်ရဲ့အလိုတော်နဲ့အညီအသက်တာကိုတိဆောက်တတ်ဖို့အတွက်ဒီကပို့ပြီးတော့ကောင်းကင်ခရီးဆိုရဲကျွန်တော်တို့သခင်ယေရှုခရစ်တော်ပြင်ဆင်နေတဲ့ကောင်းကင်အိမ်တော်ကြီးကျွန်တော်ဘဝအသက်တာကိုလမ်းလွဲမလိုက်ပဲနဲ့အဲ့ကောင်းကင်အိမ်တော်ကိုကျွန်တော်အရောက်လာနိုင်ဖို့အတွက်ကျွန်တော်တို့ကိုဘယ်လိုဥဆောင်ပေးနေတာလဲဘယ်သူဥဆောင်ပေးနေတာလဲတန်ရှင်တော်ဝိညာဉ်တော်ဖခင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြုကိုးကွယ်နေတဲ့အချိန်ခါမှာကျွန်တော်နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ထဲမှာခိုးအောင်ပေးပါတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ရဲ့ဘဝအသက်တာကိုဥဆောင်ပေးပါဆိုတဲ့ဆုတောင်းချက်မျိုးနဲ့ကျွန်တော်ရဲ့ဘဝအသက်တာကိုဆက်ကအမှန်လို့ဒီအမှန်တမ်းအရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ခေါင်းစဉ်အားဖြင့်တန်ရှင်တော်ဝိညာဉ်တော်နဲ့တိဆောက်တော်ဘဝအသက်တာ၌ရှောက်လန်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဒီခေါင်းစဉ်မျိုးနဲ့ကျွန်တော်အနေနဲ့ဝင်ငါချင်ပါတယ်လို့အဲ့တော့ဒီပန်တီကောဒီနေ့ပဲကိုပဲကျွန်တော်တွားချင်ပါတယ်ပန်တီကောဒီနေ့ခုနကျွန်တော်ပြောသလိုပဲကျွန်တော် pass over ဖျောက်ရနေ့ရနေစပြီးတော့ရပောင်50ကြာတဲ့အချိန်ခါမှာဖြစ်ပေါ်လာတဲ့နေ့ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ဆင့်သက်တဲ့အတွက်ကျွန်တော်အနောက်နိုင်ငံ tradition တွေရမှာပါဒီညကိုကျွန်တော် white sunday ဒါမှမဟုတ် with sun ဆိုပြီးတော့လည်းသူတို့ပြောကြပါတယ်။ဘာလို့အများအပြားအသင်းတော်တွေကနေပြောပါလို့တတ်ကြတယ်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်လွန်ခဲ့တဲ့ခေါက်တော့ကျွန်တော်တရားဟောတဲ့ချိန်မှာပြောပါပြီ။ဒီခါကျနှစ်ချင်းတွေကနေပြောဒီတန်ရှင်တော်ဝိညာဉ်တော်ဖခင်ဆိုတဲ့ဟာကြီးကိုပြောဖို့အတွက်အမတာမှတွန့်ဆုတ်နေကြတယ်။မဟုတ်ဘူးကျွန်တော်နှစ်ချင်းတွေမှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ရှိပါတယ်။ကျွန်တော်နှစ်ချင်းတွေကခံယူတဲ့အချိန်ခါမှာခမဲတော်တားတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဆိုရရဲ့နာမမှာကျွန်တော်နှစ်ချင်းတွေကခံယူထားတာ။အိုးကျွန်တော်ကိုဖန်ဆင်းတဲ့ဘုရားရှင်ကျွန်တော်ကိုကယ်တင်တဲ့တားတော်ကိုပဲကျွန်တော်လက်ခံထားတာဟုတ်။နေ့စဉ်နဲ့အမျှအသက်တာမှာအသက်တာကိုရှောက်လန်းတတ်ဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့နာမကျွန်တော်ကျမတို့ကနှစ်ချင်းတွေကခံယူထားတာ။ဒီသုံးပါးဒီလိုနာမနဲ့ကျွန်တော်ဒီသခင်ဘုရားရဲ့အရေးတော်တာတက်ရှင်နေတယ်ဆိုတော့ကျွန်တော်ဒီမှာဖို့တက်ဖြစ်ပါတယ်။အဲ့တော့ဒီနေ့နှစ်ချင်းမဒီနေ့ဗန်ဒီဘောဒီနေ့မှာကျွန်တော်နှစ်ချင်းတွေကခံယူခဲ့တဲ့အချိန်တော့ခါကျတော့ကျွန်တော်တွေတကယ်ချင်းတွေလိုက်ပြီးခံလို့တဲ့ကျွန်တော်လက်ခံဖြစ်သွားတဲ့ဟာမျိုးရှိတတ်တယ်။ဒါပေမဲ့ဒီနေ့ကျွန်တော်နားလေသဘောပေါက်ရတဲ့လူလာပြောင်းနေတဲ့ကျွန်တော်တို့အသက်အရွယ်လည်းရလာဖြစ်တဲ့သူတွေဖြစ်တဲ့ကျွန်တော်ရဲ့နှစ်ချင်းမင်္ဂလာခံယူတဲ့အချိန်တော့ကျွန်တော်မတိမှတ်ခဲ့တဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုလည်းတစ်ခါပြန်လဲပြီးတော့ခေါ်ဖိတ်ပြီးတော့ကျွန်တော်တစ်ခါကျပြောတတ်တာပေါ့နော်လူတွေဟာနှစ်ချင်းမင်္ဂလာခံယူတာတိတ်ပြောမပြည့်စုံသေးဘူးတန်ရှင်တော်ဝိညာဉ်တော်ဖခင်ပေါ်မှာတစ်ခါပြန်လဲနှစ်ချင်းမင်္ဂလာခံယူရမှာဆိုတော့မလုပ်ပါနဲ့ချစ်တော်မိတ်ဆွေတင်တို့ရဲ့အသက်တာမှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကဒီနေ့ဒီအချိန်ဒီဥဆောင်ပေးနေတဲ့အတွက်တင်ဒီဖခင်เจ้าမိတ်မှာလည်းမှာဖခင်ကိုဝုပြုကိုးကွယ်ခြင်းနဲ့စိတ်ဆန္ဒဖြစ်ပေါ်နေတာမဟုတ်ဘူးလားအဲ့တော့ဒီ white sunday လို့လည်း with sunday ပေါ့နော်ဒီကလည်းသူတို့ပြောကြပါတယ်လို့နောက်ပတ်3အနေနဲ့ကျွန်တော်ဒီထဲမှာ
အခြားသောဘာသာစကားတွေခုနကျွန်တော်ပြန်လာဖတ်သွားတဲ့အချိန်မှာကျွန်တော်ဖတ်သွားပြီးဖြစ်ပါတယ်ဘာသာအရက်ဒီကအတိအကျဘာသာစကားနဲ့တို့နားလည်ကြတယ်အဲ့ဒါမှ other tongues ဆိုတာပေါ်လာတယ်နော်လောကကြီးမှာအခုဒီ Pentecostal movement ဆိုပြီးမနေ့အဒီနဲ့တော့ကျွန်တော်ပြောဖြစ်တယ် California ကနေစတာပေါ့လေနော်ဒီဟာလေးကိုကျွန်တော်ပြောတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကို too much emphasizing အားကြီးကျွန်တော်ရှေ့တန်းတင်လိုက်တဲ့အခါကျတော့ဘာခါကျရင်လိုရာတဲ့ပုံဟာတဲ့ဟာမျိုးနဲ့ရှိတတ်တာပေါ့လေနော်ကျွန်တော်ဒီနေ့နားလေသဘောပေါက်နေကြတဲ့ဘာသာစကားတွေနဲ့တော့ကျွန်တော်တို့ဒီခါကျတန်ရှောက်အင်မတန်မှတုံ့ဆုပ်နေကြတယ်နော်အခါကျရင်ဒါမဲ့ဒီထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကပုတ်ခတ်ပြောဆိုတာလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာတခင်မရအလိုတော်ရှိတဲ့အသက်တာမျိုးနားလေသဘောပေါက်ရတော့အခွင့်နဲ့ကျွန်တော်အသက်တာကိုစောင့်တတ်ဖို့ကအင်မတန်မှအရေးကြီးပါတယ်လို့အဲ့တော့နံပါတ်၄အနေနဲ့ပဲဒီကိုတဲ့နေ့မှာဂတိတော်ထားတဲ့အကြောင်းအရာတွေပြည့်စုံလာတဲ့နေ့လည်းဖြစ်ပါတယ်ဂတိတော်ထားတဲ့ဆိုတဲ့အကြောင်းအရာတွေမှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်လမ်းပြဖို့ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ဓမ္မဟောင်းကျမ်းကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာယေဇကျေလဒီအနာဂတ်ဂျာနီမှာကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာဒီအကြောင်းအရာတွေကိုကျွန်တော်သိရပါတယ်တင်တော့အပေါ်မှာတန်ရှင်တော်ရေကိုဖြန်းတဲ့တင်တော့ခတ်သိမ်းတော့ညစ်ကြေးမှဆာ၍ခတ်သိမ်းတော့ရုပ်တုတော်နဲ့ကင်းစင်စေရမည်စိတ်နှလုံးအသက်ကိုငါပေးပြီးသဘောသက်ကိုတွင်းပြီးတင်တို့ခန္ဓာထဲ၌ကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးပြီးငါဝိညာဉ်ကိုလည်းတင်တို့အထဲသို့တွင်းပေးထားသဖြင့်တင်တို့ဒီငါဤတရားလမ်းတို့လိုက်၍ငါစီရင်တော်မူသောရက်ကိုဆောင်းရှောက်ကြလိမ့်မည်ဘိုးပြီးတော့ငါပေးတော်ပြည်၌တင်တို့ဒီနေရ၍ငါဤလူဖြစ်ကြရလိမ့်မည်ငါဒီလည်းတင်တို့ဤဖယားဖြစ်လိမ့်မည်တင်တို့ကိုအညစ်အကြေးရှိသမျှတို့နှင့်ကင်းလွတ်စေမည်အစာခေါင်းပါခြင်းဘေးကိုပယ်ရှင်း၍ဆန်စပါးကိုမာလိုက်၍များပြားစေမည်တင်တို့သည်မုတ်သိပ်၍တပါးမျိုးသားတို့ကဲ့ရဲ့ခြင်းနှင့်လွတ်စေမည်အကြောင်းတစ်ပယ်အသီး၌ညီအသီးနှံကိုငါများပြားစေမည်ဆိုပြောတယ်ဒီထဲမှာဖခင်ရဲ့လူဖြစ်ရဖို့အတွက်နံပါတ်1ကဒီမှာအရေးကြီးဆုံးအချက်ကိုယေဇကျေလနေပြီးတော့ BC 900ကျော်ချိန်တော့သူပြောနေတာဒီအကြောင်းအရာတွေကိုကျွန်တော်ပြန်ပြီးတော့သိမှတ်လိုက်မယ်ဆိုရင်ဘာအကြောင်းအရာကျွန်တော်တွေ့ရယေဇကျေလဆိုဒါနီအေလနဲ့ဒါနီအေလတို့ကိုဘာဘလုံဘီယန်ကနေပြီးခေါ်သိမ်းသွားတဲ့ချိန်နောက်တစ်နေ့မှာပရိယောထကြီးဂျေဟောယာခင်နဲ့အတူတူပြန်ပြီးတော့သူတို့လူတစ်ပေါင်းကျော်တော့သူတို့ဒီယေရုရှလင်ဗိမာန်ယေရုရှလင်မြို့ကနေပြီးတော့သူတို့ခေါ်တာအခုဆိုတဲ့မှာယေဇကျေလပါသူအမှုတော်ဆောင်တဲ့အချိန်မှာတက်30လောက်ပဲရှိသေးတယ်ဆိုပြီးတော့တမိုင်းစာတွေကသူသိမှထားတယ်အဲ့တော့ဘာဘလို့ပြည်ကြီးမှာသူတို့ဂျုံခါနေရတဲ့အချိန်တုန်းကဒါပေမဲ့ဂျုံနာပြောတာသူတို့ကိုလိုနီအစိတ်ပိုင်းမျိုးပေါ့လေနော်လွတ်လွတ်လပ်လပ်လုတ်ကင်သွားလာခွင့်ကသူတို့ဆိုရှိတယ်အဲ့တော့ကျတော့လူတွေရဲ့အခွင့်အရေးရလာတယ်လူတွေရဲ့ဖယားတရားလမ်းနေရတယ်လွယ်ချော်ပါလွယ်ချော်အဲ့တော့ဖယားအလိုတော်ရှိတဲ့အတ္တတာကဘာလဲဒီအရာတွေကိုသိမှဖို့ကဖယားရဲ့ဝိညာဉ်တော်ဆိုတာမရှိဘူးဆိုရင်အလဟတာဖြစ်တယ်လောကရခေါ်တော့မှတ်ပြီးကြလိမ့်မယ်ထင်ပါတယ်50ချိန်ရောက်တော့ဆာလံကိုကျွန်တော်ဒီမှာတရားဟောတဲ့ချိန်တုန်းကရှင်ဘီယဒါဝိဒ်ကနေပြောသူတို့ဘိုးဘေးတွေပေါ့နော်။ဘာလို့ရှင်ဘီယဒါဝိဒ်က BC 1000လောက်ဆိုတော့နှစ်ပေါင်း900ကျော်လောက်ကသူတို့ဘိုးဘေးတွေဖြစ်တဲ့ဒါဝိဒ်မင်းကြီးကနေအလိုတော်ရှိတယ်ကျွန်တော်ဘုရားအသက်တော်တန်ရှင်တော်ဝိညာဉ်တော်ဖျားဆိုဖျားကိုတိကျွမ်းခြင်းဝိညာဉ်ကျွန်တော်ပုံမှာတက်ရောက်ပါစေဆိုတဲ့ဆုကိုတောင်းတယ်ဒီလိုမှဒီမှာသူဘာပြန်ပြောတော့ငါဝိညာဉ်ကိုလည်းတင်တော့အဲတော့တွင်းပေးထားတဲ့ဖြစ်ဆိုပြောဖျားနေရတယ်ဒီပြောနေတာဖယားရဲ့ဝိညာဉ်ကိုသိပေးထားတယ်တင်တော့ဒီငါဤတရားလမ်းတို့လိုက်ပြေးတယ်တဲ့ငါဤတရားလမ်းတို့လိုက်ပြေးဆိုပြီးပြောနေတဲ့အချက်တည်းမှာဒီထဲမှာကျွန်တော်တို့ရဲ့အကြောင်းအရာကိုပြောတာ fulfillment ဣသရေလလူမျိုးတွေကိုပေးထားတဲ့ဂတိတော်ပြည့်စုံလာခြင်းပဲဖြစ်ပါတယ်အခုနကျွန်တော်ဖတ်သွားတဲ့ဓမ္မသစ်ကျမ်းထဲကနေပြီးတော့သခင်ရှုခရစ်တော်ကိုယ်တော်တိုင်ပြောတယ်တန်ရှင်တော်ဝိညာဉ်တော်ဖယားဆိုတဲ့ဥပ္ပစ္စေဆရာတင်တော့အသက်မှာထားခဲ့ပြီမယ်ဒီထားခဲ့ပြီမယ်ဆိုတဲ့ဂတိတော်ဒီပန်ဒီကိုတွေကြီးမှာပြည့်စုံတာမဟုတ်ဘူးလား။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလဲခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖရားဆိုတဲ့ဟာကိုတမန်ကရှံကာနေနဲ့ကျွန်တော်လက်ခံတာပဲမဟုတ်ဘူး။နဲ့ရင်ထဲအသေးထဲကနေပြောလက်ခံယုံကြည်ပြီးတော့နာနဲ့မိုးတောက်ရန်အဲ့ရထလာတဲ့အချိန်ခါမှာကျွန်တော်တို့က50ကြိမ်ရောက်တော့ဆာလာအဲ့ပိုက်လေးကိုကျွန်တော်ဖတ်တဲ့နဲ့ဆိုပြီးကျွန်တော်ပြောတယ်။တနေ့တာလုံးကျွန်တော်ရဲ့တွေးတော်ဆင်ခြင်ပြောဆိုလောက်ကတွာလာခြင်းအမှုအရာတွေမှာဖယားရဲ့အလိုတော်အတိုင်းဆောက်တော်သူဖြစ်စီဖို့အလို့ကကျွန်တော်ကိုမဆာပါကျွန်မကိုတနာပါဒီစုမျိုးကိုကျွန်တော်တောင်းတဲ့နဲ့ဆိုပြီးတော့ကျွန်တော်အဲ့တော့ကကျွန်တော်ဝင်ကဖြစ်တာကျွန်တော်မှတ်မိနေပါသေးတယ်ဒါကြောင့်ပန်တီကောနေနေဆိုတာအဲ့ဒီဂတိတော်တွေပါလေယုံကြည်သူတွေအတွက်ပြည့်စုံလာတဲ့နေ့လည်းဖြစ်ပါတယ်လို့နံပါတ်5အနေနဲ့ကျွန်တော်တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ gift ပေါ့လေနော်ဒီစုကျေးဇူးကိုကျွန်တော်ခံယူရရှိတဲ့နေ့ဖြစ်တယ်ဘာကြောင့်ဒီခံရရှိတဲ့နေ့လို့ကျွန်တော်ပြောတယ်လဲဆိုတန်ရှင်တော်ဝိညာဉ်တော်ဖခင်ဥဆောင်ပေးတဲ့အတွက်ဖခင်ကနေပြအလိုတော်ရှိတဲ့အတ္တတာမှာ
တပည့်တော်တွေကနေပြီးတော့ပျော်ရွှင်နေပြီဖြစ်စေခက်ခဲနေပြီဖြစ်စေတသွေးမသွေးလိုက်လျှောက်ဖို့အတွက်တော့ခွန်အားကိုရကြဒါ spiritual gift လို့ခေါ်ဒီ gift ကိုကျွန်တော်ရကြတာခါကျကျွန်တော်ခရိယာတွေနော်ဒီအကြောင်းပြန်နည်းနည်းမစဉ်းစားတဲ့အချိန်လေးရှိတတ်တယ်နော်ဘလို့ရှိတတ်တယ်လဲဆိုတော့ပျော်ရွှင်နေတဲ့အချိန်မှာဖခင်ကိုကျေးဇူးတော်ချီးမွမ်းတတ်တယ်ခက်ခဲလာပြီဆိုဖခင်ကို complain လုပ်တဲ့သူတွေအားများတယ်ဒါပေမဲ့ဒီ gift ကိုရရှိတဲ့သူတွေတန်ရှင်တော်ဝိညာဉ်တော်ဖခင်ဥဆောင်နေတယ်ဆိုတဲ့ gift ကိုရတဲ့သူတွေသူတို့ဘုရားယုံကြည်ခြင်းမရနိုင်သေးတော့ဘူးနော်ဒီလိုဘီရင်ကနေပြီးတော့အမတမရက်ဆက်တဲ့ဟာဒါတော့လူပေါင်း3000ကနေပြီးတော့လက်ချင်မင်္ဂလာခံယူတယ်အခုကဘာပေါ်မှာယုံကြည်တဲ့သူတွေတာမောင်မြောက်များစွာရှိနေတဲ့ထဲမှာကျွန်တော်တို့ပေါ့မရဒါပေမဲ့ကျွန်တော်တို့အသိလို့အသိသားတွေဘဝအသက်တော်ကျွန်တော်ပြန်ပြီးကြည့်လိုက်တယ်ဆိုရင်တားရဲတွေအတွင်းထဲမှာပြစ်ချပြီးအစာအနေနဲ့တားရဲနဲ့အပြိုင်လိုက်ရတာနော်ရှုံးပြီဆိုအစာခံရတယ်တကယ်အမ်ဖီတီဒါဆိုတော့ရောမမြို့ကြီးထဲကနေပြီးတော့ဒါကြောင့်တကယ်ဟိုကျွန်တော်ကားတွေမှာငါးစိတ်ကြီးကျွန်တော်တတ်နေကြတယ်နော်ဘာသာကနေပေါ်ထုတ်ဖို့ခက်တဲ့အတွက်အင်ဂျီလေးမှာကတ်ထားတဲ့ငါးရုပ်ကလေးကိုဖွင့်ပြတော့ငါးရုပ်မှာတားနေတယ်ငါလည်းခရစ်ယာန်ပါပဲတရှိုးနေတော့ရဆိုကျွန်တော်ယေရှုခရစ်တော်ကိုတခင်နေတဲ့ခေါ်တဲ့သူတွေကိုအသေးတတ်တာနေတော့ဘယ်လောက်ထိရက်စက်ခဲ့ဘူးလဲဆိုတော့တမိုင်းပါပြီနော်ကျွန်တော်အခုတလောပဲ documentary တစ်ခုပြန်ကြည့်တော့ဒီလိုကို next ဆက်တဲ့အမှုအရာတွေရဲ့ကရိယာတွေကအစတော့ရဲ့ mentality တွေအကြောင်းကို psychologist တွေကနေပြောပြပြီးတော့ခွဲခြားစိတ်ဖြာတဲ့ documentary ကိုကြည့်ရတော့နေလို့ပြည်ကအမှထိတ်ဆုံးရတယ်ပါဘယ်လောက်ထိဆိုးတယ်ဆိုသူရဲ့ဒီယုံကြည်သူတွေရဲ့အပေါ်မှာလောင်ပေးတဲ့စီကိုအထူးစီမှာခိုင်းတာဒါကတော့ဘုရှုဆိုပြီးတော့လောင်သွားတယ်မျိုးအရက်ပြလိုမျိုးစီမဟုတ်ရတပြေးပြေးလောင်ကျွမ်းရမယ်ဘာလို့သူကအရှင်လက်လက်ကိုမိတိုင်နေတဲ့လောက်တော့ဘုဥယျာဉ်တော်ထဲမှာအဲ့လောက်ထိလောက်တာကျွန်တော်ရောမမြို့ခါမှမရောက်ဘူးသေးပါဘူးကျွန်တော်ရောက်ဘူးကျင်တဲ့မြို့ထဲမှာအခုယေရုရှလင်မြို့ရှိတယ်ရောမမြို့ကြီးရှိပါတယ်ဒီမှာကျွန်တော်အတင်းလူတင်းသားတွေတနေ့အောင်မြင်လာတဲ့တနေ့မှာဆရာကြီးကျွန်တော်ဘာပြောရှိနေလာခဲ့ရောမသူသွားရအောင်ဆိုရင်များဖိတ်စာရရမလားလို့ညော်မနေသေးတယ်ဘာလို့အဲ့နေရာမှာကျွန်တော်ရောက်ဘူးကျင်တဲ့နေရာကရောမမြို့ကြီးရဲ့တကယ်အမခန်းတရားတွေကိုကျွန်တော်ကြည့်ချင်တာမဟုတ်ပါဘူးဘိုးဘီယုံကြည်သူတွေကနေတလောက်ကြီးရက်ဆက်တပ်ဖြတ်လို့တို့မြင်အောက်တိုင်းကောင်းနေတယ်မှာတို့နေရတဲ့ချိန်လေးတွေများများဆိုရှိမြင်အောက်တိုင်းကောင်းဆိုဆရာတို့သိပြောမှာမထင်ပါနဲ့လူတွေကိုမြုပ်နှံထားတဲ့နေရာတွေအများအဖြစ်မှာလူသူမနေချင်တဲ့နေရာမှာတို့ပုံရှိုးွယ်ရှိုးလေးနဲ့တို့နေနေရတယ်ပြီးတမန်တော်တွေရဲ့အသက်တာကြီးရှင်ယောဟန်တပါးကလွယ်ပြီးကြတဲ့အားလုံးရရဆက်ဆက်အသိတတ်ခြင်းခံရတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘေးဒုက္ခရောက်နေတဲ့ချိန်ခါမှာလည်းခန္ဓာယေဆွမ်းအားဘာ gift ကလည်းကျွန်တော်ပြီးတယ်။အရှင်တော်ဝိညာဉ်တော်ဘုရားလောကကြီးရဲ့အရာတွေကတည်မြဲတဲ့အရာတွေပေါ့။ဒါပေမဲ့ကျွန်တော်ဒီတနေ့တော့ချိန်ခါမှာနေဆာထာဝရတည်မြဲတဲ့အိမ်တော်မှာကျွန်တော်နေရပုံပါ။ဒါကြောင့်ဘာလောကကြီးရဲ့မတည်မြဲတဲ့ပျော်ရွှင်တဲ့ငါအတွက်ကျွန်တော်ရဲ့တန်ရှင်းတဲ့ကျွန်တော်ရဲ့တာမိုးရှိတဲ့ဝိညာဉ်အသက်တာကိုကျွန်တော်အနန္တနိုင်ဘူး။ဒါကြောင့်ဒီပင်ကိုတွေကြီးယုံကြည်သူတွေရဲ့ဘဝအသက်တာကြောင့်ကြည့်ဒီလူတွေရဲ့ရက်ဆက်မှုနေရာတွေမှာသူတို့အလို့ယုံရင်နဲ့ဘဝအသက်တာကိုတိဆောက်ပြီးတော့ဒီလိုဘေးဒုက္ခတွေကြားရနေပြီးတော့ဖယားကြီးကဲတဲ့တော်ဘုရားဖယားဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြန်ပြောင်းပွားစီတဲ့ဟိုမာကေဒိုနီးယားအစဟိုဥရောပအဆုံးကမ္ဘာကြီးကြီးဆုံးတိုင်အောင်လို့ပြောတာနော်ကမ္ဘာလုံးကြီးတစ်ခုထဲမှာခရိယာမရှိတဲ့နေရာတော့ရှားသွားပြီနော်တဖြည်းဖြည်းနဲ့ဒီညမှာကျွန်တော်တက်တယ်ဒါကြောင့်ပန်တီကိုတွေဒီမှာအရှင်တော်ဝိညာဉ်တော်ဖယား gift ကိုကျွန်တော်ရရှိတဲ့နေ့ဖြစ်ပါတယ်လေကဲတော့လာတယ်နီးကဲတော့လာတယ်အခြားတော့ဘာသာစကားပြောတယ်ဒီထဲမှာဒီနေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းအသက်တာမှာအဲ့တော့ဒီထဲမှာကျွန်တော်ထိုင်နေကြတဲ့သူတွေရဲ့ဘဝအသက်တာနဲ့မှာရောဒီနေ့ပန်တီကောတေနေ့ကကျွန်တော်တို့ဘာများအသိပဲရှိပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုအနည်းငယ်ဆင်ခြင်နိုင်ဖို့အတွက်ခေါင်းစဉ်ကတော့ဖြင့်တန်ရှင်တော်ဝိညာဉ်တော်ဖရာ၌ကျွန်တော်အသက်တာကိုဒီဆောက်ရှောက်လန်းခြင်းဆိုတဲ့အသက်တာမှာကျွန်တော်ဘယ်လိုရှောက်လန်းသွားကြမှာလဲဂလာတိဩဝါဒစာအခန်းကြီး9အငယ်25ကနေပြီးတော့အငယ်25ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာတို့ဖြစ်လေငါတို့ဒီဝိညာဉ်ပဂတိကြောင့်အသက်ရှင်နေဝိညာဉ်ပဂတိအတိုင်းကျင့်ကြဖို့အချီးနီတော့ကြော်စောတမခြင်းအချင်းချင်းချုပ်ချယ်နောက်ချက်ခြင်းအချင်းချင်းညှူဆူခြင်းကိုရှောင်၍နေကြဖို့အဲ့တော့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီထဲမှာရှင်ဘောဘုရားနေပြီးတော့တိုက်တွန်းတဲ့အချက်ထဲမှာငါတို့ဒီဝိညာဉ်ပဂတိကြောင့်အသက်ရှင်နေဝိညာဉ်ပဂတိအတိုင်းကျင့်ကြဖို့ဒီနေ့တခါကျခရိယာတွေကိုလူတွေကနေပြီးတော့အတူတူပါပဲလို့ပြောနေတာကကျွန်တော်တို့ရဲ့အသက်တာထဲမှာခရိယာဆိုပြီးတော့ကျွန်တော်ပြောထားပေမဲ့ကျွန်တော်ရဲ့စိတ်နှလုံးတွေကစိတ်ရုပ်စိတ်ပုတ်လူတွေကိုမနာလိုဝန်တို့အချင်းချင်းဂုံတုဂုံပြိုင်အချင်းချင်းမာနတွေထား
အချင်းချင်းမောဟဒေါသတွေနဲ့မပြောမဆိုအပ်တဲ့ခါတွေရှော့ပြောနေတဲ့ခါကျတော့ကမ္ဘာလောကကြီးမှာခရိယာနဲ့အတူတူပါပဲကွာဆိုပြီးတော့ကက်တဂိုရီတစ်ခုတည်းမှာကျွန်တော်ထည့်ခြင်းကျွန်တော်ခိုင်းရတာဒါပေမဲ့ဒီထဲမှာကျွန်တော်ခုနဖတ်သွားတဲ့အကြောင်းအရာရဲ့မတိုင်ခင်ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာဒီညမှာလည်းကျွန်တော်ခဏကျွန်တော်ပြောဖြစ်ပါတယ်ဇာတိပဂတိနဲ့ဝိညာဉ်သဘောရှင်ဘောလူကနေပြီးတော့ခိုင်းနိုင်ထားတဲ့အကြောင်းအရာတွေများစွာရှိတယ်အဲ့တော့ဒီနေ့ပန်တီကောတဲ့နေ့မှာကျွန်တော်ရဲ့ဘဝအတ္တအတိတ်ပဲပြည့်စုံဖို့အတွက်ကျွန်တော်ဖတ်သွားတဲ့အချိန်တော့အာယုံဆုစိုက်စေချင်ပါတယ်ကျွန်တော်ရဲ့ဖတ်သွားတဲ့ကြမ်းချက်တွေမှာကျွန်တော်ရဲ့အတ္တမှာဘယ်လောက်ကြီးဒီညမှာကျွန်တော်ရစ်ပတ်နေသေးတယ်ရစ်ပတ်နေသေးတယ်ဆိုဒီညနေပြီးတော့ဒီနေ့ကျွန်တော်ဆုတောင်းတဲ့အချိန်ခါမှာကျွန်တော်လွတ်မြောက်ရတော့အခွင့်ကျွန်တော်ပေးပါဖယားစီမှာပဲတောင်းနေပြီးတော့ငါလေးတအားစိတ်ယုံစိတ်ပုတ်ထားတဲ့သူပါပဲဆိုအဲ့ဒါရုပ်တာပို့ထားပြီးတော့ယူရနေတဲ့သူမဟုတ်ဘူးဒါကိုကျွန်တော်ယွန်ရှာသွားပြီးတော့အမိုက်ပုံနဲ့ဘွန်းအမိုက်ပုံနဲ့ဆိုတော့ပြန်တော့ချင်နေပြန်ခရစ်တော်နဲ့လက်ဝါးကားတိုင်းတော့ပါလေကျွန်တော်ရက်ကကြအောင်ဇာတိပဂတိအကျင့်တော်ဒီထင်ရှားကြကြီးတဲ့အားထင်ရှားတော့လူတွေတော့မြင်တာလို့ပဲခရိယာနဲ့အလကားခရိဟာနေပါဘွားဆိုပြီးတော့ကျွန်တော်ပြောကြတာဟုတ်မြင်တာကြတယ်ထိုအကျင့်မူတာသူမယားကိုပြစ်မှာခြင်းဟေးကျွန်တော်ပွားလာတယ်နော်အဲ့လိုပြောလိုက်တော့ဟဲ့ပွားလာတယ်ပဲပါတယ်လူလုံးတွေမပေါမထင်နဲ့တော့ကျွန်တော်အခုတော့ Facebook မှာဟုတ်လားမဟုတ်လားလို့ကျွန်တော်လည်းမသိဘူးဗျဆရာမလေးယောက်တေချောင်းကြံသွားတယ်ဆိုတော့ဖတ်ရတော့စိတ်မကောင်းဘူးနော်သူများသားမယားကိုပြစ်မှာခြင်းဟာအဲ့လိုပြောလိုက်တော့ငါဖြစ်ကာယကံမတော့မလုပ်တဲ့ဟာကြီးကိုဆရာကလည်းတကယ်ရှုခက်တော့မပြောတယ်လေစိတ်နဲ့ပြစ်မှာရင်တော့မှပြစ်မှုမြောက်နေပြီဘာသာဖယားဒီအတွင်းတော့မဟုတ်ဘူးပြတ်တော့တော့ဖယားကျွန်တော်ရဲ့ညီကိုချစ်ချင်းမှာအခုဒီမှာကျွန်တော် IKBC တင်းတော်မှာပါဝင်နေကြတဲ့အိမ်တော်ရှင်မတွေအားလုံးကျွန်တော်အမတွေအတော်တွေညီမတွေဆိုတဲ့သဘောထားလိုက်တယ်ခရိယာရဲ့ညီကိုမောင်မချစ်ချင်းလို့ကျွန်တော်ပြောကြမှာမဟုတ်လားကျွန်တော်တို့တကယ်ပါဝင်နေကြတာမတရားတော့မိဆုံးညီဝဲခြင်းတဲ့ကျွန်တော်သူတည်းရှင်းပြစရာလိုလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးအလိုမတရားတော့မိတော့အခုလူပြိုတွေလည်းရှိနေသေးရတယ်နော်အပြိုတွေလည်းရှိနေကြသေးတယ်ဒါပေမဲ့တိရဲ့ဗာလဲမင်္ဂလာအိယာဒီပါလဲတန်ရှင်းစင်ကြဖို့တဲ့ဟေဘရဲဝါဒစာထဲမှာနော်ဟေဘရဲစကားနေပြီးတော့ပြောမှတ်နေတာအမျိုးရှိတယ်တော့ကဘာလောကကြီးကျွန်တော်ဆင်ပြလိုက်တာအခုတော့အိုင်ယာလာမှာတဲ့ same sex marriage မနေ့ကပဲမနေ့တနေ့ကပဲလောက်ချလိုက်တာအယောလူတွေနော်မတရားတော့မိထုံဆိုအမျိုးကိလေသာညှဉ်းညူးခြင်းအရာမှာဘောအတ္တတာကိုဆက်ပြီးတည်ဆောင်မင်္ဂလာလက်ထပ်ထင်းများခြင်းဆိုတာဘယ်လောက်တန်ရှင်းစင်ကြယ်ပြီးတော့ဒီတန်ရှင်းစင်ကြယ်ခြင်းအရာအမတာအမလူဘဝအတ္တတာကြီးကိုကောင်းကျိုးပြုကြမယ်မင်းညံ့လည်းဒီအကြောင်းအရာကျွန်တော်ပြောဖြစ်တယ်ကျွန်တော်သားသမီးတွေအတွက်ကျွန်တော်ဘယ်လောက်ထိမျှော်မှန်းထားပါလဲအိမ်မလာလေးတွေကိုကျွန်တော်မှတ်ထားပြီးတော့ဒီပန်းလုံးတိုင်ကိုကျွန်တော်ရောက်လာနိုင်တာခရိယာရဲ့ဗာလဲလက်ထပ်ထင်းများခြင်းအမှုရာပါဝင်ဖို့အတွက်မတရားတော့မိထုံမှာကျွန်တော်ညှဉ်းညူးနေတာပေါ့ညှဉ်းညူးစွာကြင်ကြံခြင်းနဲ့အဲ့လာပြီးခုနလိုပဲညှဉ်းညူးစွာကြင်ကြံအိယာထားတဲ့ငါဒီဘုသူ့ကိုများကလေးပေါ်ထိကွက်တာလုပ်လိုက်တော့ကြည့်ရတယ်ကောမနုနတ်ချင်းရပါအစားခံရတော့မြန်မာပြည်မှာအချောက်စကားလားဘာလားမသိပြောရတာရှိတယ်နော်အကိတ်လေးတော့ဘာညာရှိတယ်အမျိုးမျိုးတွေတော့ညှဉ်းဟိုကောင်းတယ်နော်ဘာလောကကြီးရလေချစ်တော်မိတ်ဆွေတို့ကျွန်တော်အလကားဒီယာလေးကိုတော့မစတရားပြောကျွန်တော်ရှောက်ပြောနေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ရင်ဆိုင်ရတဲ့တော့စုံစမ်းလို့ရှိခြင်းတွေဟာကျွန်တော်ထိမ့်သိမ်းနိုင်တဲ့စွမ်းအားတဲ့ပို့ပြီးတော့ရှိနေတယ်ဟာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုမဦးဆောင်စေဘူးဆိုကျွန်တော်ကောက်ပါအောင်လိုက်ဖို့အတွက်လေနော်ကျွန်တော်ဘောအတ္တတာမှာအမြဲစုံစမ်းနေတာနော်ကိလေသာတို့ယူရုပ်တုစေတုကိုယ်ွယ်ခြင်းလူတွေကလုံလူတွေကပြန်ပြီးတော့ကိုယ်ွယ်ဟုတ်ဘူးနိစ္စထာဝရတည်နေတဲ့မျက်မြင်မရတော့ဖယားကိုကျွန်တော်သိမှတ်နေတာကျွန်တော်မျက်စိနဲ့ပဲမြင်ရတဲ့ဖယားမျိုးသားဆိုရင်ကျွန်တော်ဘဝအတ္တတာမျိုးပါကျွန်တော်တိတ်တော့ထူးနေမယ်လို့ကျွန်တော်သိနေတယ်မျက်မြင်မရတဲ့ဖယားနိစ္စထာဝရတည်နေတဲ့ဖယားကိုသိကြွားခြင်းကအကြည့်မဆုံးတော့ကျေးဇူးတော်ပါဒါကြောင့်ပညတ်တော်ဆရာမပထမဆုံးပညတ်တာပါလေငါမှတပါအခြားသောဖယားကိုမဟုတ်ဘူးဒါကြဖယားတော့မဟုတ်ဘူးနော်ရုပ်တုစင်တုတော့မရှိဘူးနော်ဒါပေမဲ့လူတွေကနေ့စဉ်နဲ့မြမနဲ့နာနဲ့မိုးတော့ရောက်တိုင်းလည်းအရာထားလိုက်တာလေအရေးကြီးအလေးထားတာပါတစ်လောက်ထားတာပါလေတော့ခဲ့တဲ့တပတ်ကျော်ပဲကျွန်တော်ဟောပြီးပြီရှင်ဘောလူရဲ့တခုတော့အရာသူတိမဆွဲလာနေတဲ့တခုအရာပါလေလွန်နေပြီးတဲ့အရာကိုပါလေသူနောက်ချန်ထားပြီးတော့ခရစ်တော်နဲ့ခြားသွားတော့ပန်းလုံးတိုင်လို့ခေါ်တော်မူခြင်းနဲ့ဆက်ဆိုင်တော့အရာတော့အရောက်နားနိုင်ဖို့ပဲပြေးနေတာငွေတိတ်မလို့ပါပညာအနာအပဂုံပေါက်တွေတိတ်လုံးမလို့ပါ
ဒီရတော့ကျွန်တော်တိဆောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဘယ်မှာတိဆောက်ပါလဲဖယားကိုပြီးကြွားနေဖယားရဲ့ဘုံကိုထင်ရှားစေနိုင်တဲ့အမှုအရာမျိုးဖြစ်ဖို့အတွက်ကျွန်တော်ဆွမ်းဆောင်ရမှာဖြစ်ပါတယ်ကျွန်တော်ဆွမ်းဆောင်ရမှာဖြစ်တယ်ဒီတော့မှလာပြီသူတစ်ပါးကိုပြုစားခြင်းနဲ့ခုနကျွန်တော်ပြောပြီးမိုးတောက်ရခြင်းနဲ့ဘသူ့ကိုပဲငါပဲနစ်ကုတ်လိုက်ရဒီကောင်ဘယ်သူမှလည်းကိုခါရအောင်ပါညာညိုးခွဲခြင်း IKBC တဲ့လူတင်လာတဲ့ဒါမျိုးတွေမရှိတာတဲ့အတွက်ကျွန်တော်တိုက်ကိုမှဝန်တာကျွန်တော်ပြောဘသူအကြောင်းမှမပြောပါနဲ့ခက်တော့အကြောင်းကျွန်တော်ပြောကြရအောင်သူတစ်ပါးအကြောင်းပြောရင်တခါကျစိတ်အခမတင်စရာလေးတွေဖြစ်တတ်တယ်နော်စိတ်ခမတမန်ရဲ့ကောင်းဘက်တွေကိုပြောမကုန်အောင်ရှိတဲ့ထဲမှာဒီမကောင်းဘက်တစ်ခုတည်းများတော့ခရစ်တော်ရောမှကျွန်တော်ကိုအပြစ်တွေချော်ပြီးပြီပဲတပါးသူရဘာမှမဖြစ်စလောက်တဲ့အပြစ်လေးကိုများညက်ပွေပြကြရအောင်ညက်ပွေဘာမှမဟုတ်တဲ့ဒီမဟုတ်တဲ့ဟာကိုပြောတဲ့စကားတွေကရန်ဆောင်ခြင်းဆိုတဲ့ဟာကိုဆောက်သွားတာတော့ IKBC တင်လို့တင်လာတယ်ဒါတော့မိုင်းလို့မကောင်းအရာတွေပြောတတ်တဲ့အရာပါကောင်းတဲ့အရာတွေကိုကြံဖတ်ပြီးကောင်းတဲ့ဒီနေ့ American ပြည်တော်စုကျွန်တော်ရောက်လာတဲ့အချိန်ခါမှာပထမဆုံးတင်ယူရတဲ့ဒီ American မျိုးတွေစီမှာကျွန်တော်တင်ယူတဲ့အရာတစ်ခုရှိရအကြီးဆုံးတော့အဲ့ဒါပါလဲဆိုတော့တို့တွေကြံဖတ်ပြီးတော့လူတွေကိုချီးမွမ်းတတ်တဲ့အကျင့်တွေရှိတာမကောင်းရင်တော့မှလေနော်သူ့ဘာသာသူပဲမှာလက်ထိုးပြောတော့ပေါ့နေတော့ကျွန်တော်လည်းမသိဘူးနော်ထင်မြင်ချက်အမေ that's so good tasty ဘာဖြစ်တယ်ညာဖြစ်တယ်လူတစ်ဖက်သားကိုကြည့်ရသွားမဲ့အရာမျိုးမပါတယ်ညာမျိုးဖွဲ့ခြင်းညာတွေ့ခြင်းနဲ့ဂုံပြိုင်ခြင်းနဲ့ဒီတော့အမျက်ထွက်ခြင်းပြောတာပြောမှာဆိုအငင်းခုံနဲ့အချင်းချင်းကွဲပြားခြင်းတင်းခွဲခြင်းသူ့အကျိုးကိုယူဆခြင်းနဲ့အခုလာအောင်မှာတော့အခါကျတော့စိတ်တော်မြင့်တယ်ခုစကွာမှာဆိုပြောတော့မပြောရဘူးဘယ်ကပတ်စံနေပုံထားပြီးတော့မှသွားကြလဲဆိုဖြစ်တော့မှာဘွဲတော်စားတဲ့အချိန်ခါတော့မရှာကြီးလူလာကျူဖက်အတိအကျဆိုကဘူးတော့ငါတခါရုံးစားရှင်ငါစကားအလုပ်လာကျွန်တော်ကချင်နေဆိုတော့ပြီးတဲ့ခါကျသူ့ထိုးပြီးတော့စိတ်ရဒါပေမဲ့ဒီထဲမှာသူတစ်ပါးရဲ့အကျိုးကိုညှူဆူခြင်းနဲ့ခရိယာတွေကဝိညာဉ်ပဂတိကြောက်ပါလေသူတစ်ပါးရဲ့အကျိုးကိုပါလေဝန်းမြောက်ပေးခြင်းအမလေးကောင်းလိုက်တာကောင်းလိုက်တာလူအသက်ကိုတတ်ခြင်းပြီးတော့ရည်မျိုးတောက်ကျူးခြင်းပွဲလုံခြင်းမှစယူထိုးလို့တော့အကျင့်ပဲဒီမျိုးတောက်ကျူးခြင်းပါတော့တို့ကလူငယ်တွေကိုသွားပြောဝင်ရတဲ့အချိန်မှာဒီအကြောင်းအရာကြောင့်ထက်ဖြစ်တယ်ဒီမျိုးတောက်ကျူးခြင်းပွဲလုံခြင်း KBC USA မှာရှိနေတဲ့အတင်းလူတင်းသားတွေကြောင့်မြဲတာတတိပေးနေတယ်မင်္ဂလာဆောင်တွေတော်တော်ရှိရတယ်နော်ဒီနှစ်ထဲမှာလည်းရှိကြတယ်နေ့လေကပဲလူရှိဖျားရှိလူရှိပါ sorry ဖျားရှိလူရှိပါအတေးနဲ့ပြည့်စုံတော့လက်ထပ်ထင်းရခြင်းမင်္ဂလာပြုတယ်ဒီနေ့ညကျတော့ကျွန်တော်ချီဝတ်တွေပါညာခွိကွာတွေနဲ့အကြီးဖြော်လိုက်ကောင်းကြီးမင်္ဂလာအကြီးဖြော်မဖြစ်ပါနဲ့ဒီမှာလက်ထပ်ကြမဲ့သူတွေတော့ဒီမှာတော့ပါတီလုပ်ခွင့်တော့မရှိဘူးသားဘုံဝင်လည်းနေကျွန်တော်ဒီနေ့ကနေစပြီးပြောတာလောက်ခိုင်းပါလောက်စီကောင်းကြီးမင်္ဂလာနဲ့ပြေဝတော့အိမ်ထောင်ဦးကိုအိမ်ထောင်ဦးညောင်းကိုပြုတ်ခြင်းနဲ့ကျွန်တော်စပြုကြရအောင်ဝဲလုံးခြင်းရမှာပါနော်ထိုးတော့အကျင့်မေးဒီဝိညာဉ်စာတိဇာတိတိနဲ့ထိုးတော့အကျင့်ကိုကျင့်တော်သူဖျားတည်းနိုင်ငံတော်ကိုအမွေမခံရကြဘူးအကြောင်းအထက်ကငါပြောခဲ့ပြီးဒီအတိုင်းယခုပြင်ငါပြောကြားရရှိဒီတော့လည်းပြောခဲ့ပြီးအခုလည်းပြန်ပြောတယ်ကျွန်တော်ပြန်ပြောဘယ်နေကိုဒီနေ့မှာကျွန်တော်ရဲ့ဘဝအသက်တာကိုချိန်ထိုးချိန်ဆမိမောင်းထိုးရင်းနဲ့ကျွန်တော်ဘဝအသက်တာကိုဘယ်လိုရှောက်ပန်းကြလဲအဲ့တော့ဒီနေ့ဝိညာဉ်ခွန်အားယူနေတဲ့အချိန်ခါမှာတကယ်လို့ဟိုအရာလေးတွေညာရှိနေသေးတယ်ဆိုရင်တော့ကားတဲ့တော့မှာသခင်ရှုခရစ်တော်နဲ့ကျွန်တော်ရိုက်ကကြရအောင်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တိုးပွားလာရမယ်အရာလည်းပါပါတယ်ဝိညာဉ်ကတိအကျိုးမူကချစ်ခြင်းနဲ့စัจ jin ပဲကြည့်ပဲနော်ချစ်ခြင်းကျွန်တော်ချစ်ကြရအောင်လောကကြီးမှာကျွန်တော်အသက်ရှင်တဲ့ချိန်ခါတူတောင်းလုံးလာပါတယ်ကျွန်တော်ပြောခဲ့ပြပါပြီ journey is long life is just too short hurry လို့ပြောဆက်ပြီးတော့ရှောက်လန်းရမယ်ဘဝခီးဆိုရှည်ပြားလာဒါပေမဲ့ဘဝအသက်တာကြီးကတူတောင်းလာပါတယ်ကျွန်တော်အချင်းချင်းချစ်ဖို့တော့မလုံလောက်နိုင်ဘူးနော်ချင်းတဲ့ဘုတ်ကျွန်တော်ညီဖြစ်တယ်နော်ချစ်နေရရင်ပြီးရော baby ချစ်ချင်တယ်ဗျာကျွန်တော်ဇနီးမယားတွေချစ်ကြရအောင်ကောင်းကင်နိုင်ငံရောက်တဲ့ခါကျရင်ကျွန်တော်မိန်းမတော့မိုင်းမိုင်မဟုတ်တော့ပါဘူးကျွန်တော်မိန်းမလည်းယူဆအောင်လို့ကောင်းကင်နိုင်ငံရောက်တဲ့အချိန်ခါမှာ
ယူသေးတယ်ဆိုတခြားမိန်းမတွေကိုကျွန်တော်ကတတ်မဲ့ချင်တဲ့စိတ်ကူးမျိုးလေးရှိအောင်မှာလိုချင်တာရှိလို့မိန်းမကြီးလည်းယူချင်တာပေါ့နော်ကောင်းကင်နိုင်ငံမှာဒီအရာတွေမရှိတော့ဘူးဖယားပေးနေဖြစ်တဲ့ဘုံအသက်ကိုကျွန်တော်တို့ပြန်ပြောကျွန်တော်ဝင်စားရတော့ပါလောကကြီးမှာကျွန်တော်ရှိနေတနေ့ကျကောင်းကင်မှာဟုတ်တယ်ကောင်းကင်ဘုံကအကောင်ပြန်ဆုံးကြမယ်ယုံကြည်တော်သူတွေအားလုံးဆုံးကြတယ်ဒါပေမဲ့လင်းနဲ့မရားဆိုတော့တခြားလင်းနဲ့မရားတဲ့ကျွန်တော်ပြန်ရကြအောင်ပါမောင်ကလည်းသူ့မျိုးသားဆိုရင်ကျမကိုအမြဲတမ်းလာသူ့မျိုးသမီးကိုလန်ခုံတော့ ST လောက်တာတော့ channel တော့မှဝယ်ပေးတာရှင်ကတော့တစ်ခါလာတဲ့ခါတိုင်းမှလည်းဒီ follow me ကနေကိုမလွတ်နိုင်ဘူးအချီကနေကိုမလွတ်နိုင်ဘူးဆိုပြီးတော့ကြွိုင်နေကြအောင်ပါနော်လောကကြီးမှာကျွန်တော်တင်ကားတွေ့တဲ့အချိန်မှာကျွန်တော်ချစ်ချင်းမြတ်တာအကြောင်းပြောတဲ့အချိန်တော့ဒီအကြောင်းပြောဖြစ်ပါတယ်သမီးသမီးများကိုကျွန်တော်ချစ်ကြရအောင်တောင်းထားကြရအောင်မိမိရဲ့ခင်မောနယ်တွေကိုကျွန်တော်ချစ်ကြရအောင်တောင်းထားကြရအောင်သမီးတွေကိုယဉ်နဲ့တဲချာရီနော်ဒီအချိန်မှမချစ်ရင်ပဲချိန်ချစ်ပါလေညီကိုမောင်နှမတွေနော်ဖယားရဲ့ကြီးစွာတက်တက်အားဖြင့်ညီကိုမောင်နှမဖြစ်ကြရအောင်အမလေးအကိုနဲ့အမမတည့်ဘူးလေစိတ်ညစ်တာနော်လို့အကိုနဲ့အမတော့မတည့်ပါဘူးဆိုမှသူများနဲ့ကြတော့နော်ဟန်ဆောင်နေကြမှာမဟုတ်ဘူးနဲ့ကဲခရီးရချစ်ချင်းဝမ်းမြောက်ခြင်းတဲ့ခုနညူဆူခြင်းမပါဘူးနော်လောအောင်ရလို့ပြောတဲ့ဒီအချိန်ကလောအောင်ပါခဲ့တယ်ကြည့်မလားအဲ့ခေါင်းကဖာညူဆူอ่ะအဲ့ကဘူကြီးတဲ့တင်းလေကဘူကရာချင်းဒီပဲရုပ်ဘောကြည့်လိုက်တော့တအားဘာတော့တွေ့စိတ်ချမ်းသာတယ်နော်အများနဲ့ပြုံးနေတာကျွန်တော်ပြုံးတာပဲကျွန်တော်ပြောကျွန်တော်ရွှင်ပြုံးခြင်းကျွန်တော်ပြောပြတယ်ဒါရေးတာစာရေးနေငယ်တော့ကရီးစားစာလည်းဗမာလိုတော့ရေးပလိုက်တယ်ဆောင်းပေါင်းလောက်ရှိလဲတော့ကျွန်တော်သိတယ်အစင်ရဲ့ရွှင်ပြုံးဝမ်းမြောက်နိုင်ပါစေအဲ့လိုချတာကျွန်တော်ယူဆူရဲ့အတက်လည်းတူတယ်လို့ပြောကြတာပဲဟုတ်တော့ကျွန်တော်လည်းမသိဘူးဒီမဲလိုက်တဲ့ဟာနဲ့ပြုံးလိုက်တဲ့ဟာနဲ့ဆိုအခုအမျိုးသမီးတွေတော့ဒီ anti aging တွေပဲရှော့ဖို့မနေတဲ့စိတ်ကလေးသဘောထားနှားတဲ့သူတွေဒီဟာလေးအတော့အတက်တွေတိတ်မလားဘာလို့ဆိုညူရတော့မှတော့နေရတယ်နော်ပြုံးလိုက်တဲ့ချက်ပြီးညူဆူချင်းနေမရှိဘူးတဲ့ဝိညာဉ်ရအသက်တာတော့မှာဟုတ်တယ်မလားဒီမှာကျွန်တော်ပြောတဲ့စကားကိုရှင်ပေါလုကြီးခရစ်တော်ယေရှုပြောခဲ့တဲ့စကားတွေအကုန်ခွဲခြားစိတ်ဖြာပြီးတော့ဝိညာဉ်ပကတိနဲ့ဆိုင်တဲ့ဟာအားတော့ IGBC တဲ့လို့တင်လိုက်မဲမဲကြီးနဲ့မလာတဲ့နော်ဟဲ့နင်ကျမကြီးမကောင်းလားလို့ပြောခံနေရတယ်ကျမ်းမာတယ်ဆိုခန္ဓာကျမ်းမာတာပဲမဟုတ်ဘူးစိတ်လည်းကျမ်းမာဖို့အရေးကြီးနေတာအဲ့ဒီမှာချစ်ခြင်းနဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဘဝဆိုတော့ခုနပြောသလိုပါပဲခရိယာတွေကိုလုံးဝဒီတခြားဘာမှအနောက်အရှက်မရှိတော့ဘူးဆိုတဲ့ဂတိပေးတာတခုမှမရှိဘူးအခုနကျွန်တော်ပြောတဲ့ရေစင်ချိန်လားအနာဂတ်ကြားထဲမှာအဲ့ဒီမှာတချို့မဟုတ်ပြောဖက်တွေကဘာလုပ်လဲဆိုဟာမနေ့ပြန်တစ်ပတ်ခါကျတော့ဒီလိုပြန်ရတော့ပါရေစင်ချိန်လားပါပြောတာဖယားသခင်ရဲ့တန်ခတ်တော်မူခြင်းအကြောင်းအရာတွေမှာငါတို့အသက်ရှင်ရတဲ့အချိန်မှာဖယားနဲ့တာ၍နိကဆိုတဲ့အသက်ရှင်ဖို့ဖယားရဲ့အလိုတော်ကိုတိုက်လျှောက်တတ်တဲ့သူဖြစ်ဖို့အတွက်ကျုံဖြစ်နေပြီဖြစ်စေသခင်ဖြစ်နေပြီဖြစ်စေဖယားနဲ့ဝမ်းမြောက်တာဒါကြောင့်ကျွန်တော်ဂါလာတိကိုပြန်ဖတ်လိုက်တဲ့အချိန်ခါမှာခရစ်တော်နဲ့ယူဒလူမျိုးလည်းဖြစ်ဟေလသလူမျိုးလည်းဖြစ်သခင်လည်းဖြစ်ဂျွန်လည်းဖြစ်သခင်လောက်နေပြီးတော့လောကကြီးမှာဆိတ်ညစ်နေတဲ့သူအများကြီးပဲပတ်စာနဲ့ဂရိဂရာချမ်းသာပြီးတော့ညအိမ်မရတဲ့ခါလေးနော်တင်းဥစ္စာရှိတဲ့ညမှာပါလေတင်းစိတ်နှလုံးလည်းရှိနေတာဟုတ်ပြီငါရန်ကင်းဘက်ကတိုက်ခိုင်းမှဘလို့ဖြစ်ပေါင်းတယ်ဒီလူတွေထွက်တော့ပါမှမသိဘူးမြစ်တဲ့ကောင်လာခဏကြာပြန်မထွက်နိုင်တဲ့ခါရှိနေရှိရကပြန်ခေါ်ရသေးတယ်မဟုတ်ဆိုမြန်မာပြည်မှာရှိလဲရှိမိုးစားရီစားရှိနေလူကလည်းပြရတိုင်းရအောင်ပါနဲ့ဒီလေကြီးကမှဒီမိသားစုထားခဏနေကြာတဖို့တက်လာတော့တင်းတောင်းလို့ဆိုတော့ခါကျမှမထွက်ချင်ဘူးတင်းငါတော့မတော်မပေးမထွက်ရဘူးဆိုဒီမှာမတာနာလူသားစားဘဝပြင်တော်ပြင်ခင်းလေးနဲ့ပဲနေတယ်မေမေသမီးလေးပြန်လာပြီဆိုပြီးတော့အချိန်တိုင်းပြန်လာတဲ့သမီးလေးတိုင်းလုတ်ခဲ့ပြီဆိုပြီးတော့လာပြပြပွတ်လို့ငင်းတက်ကျင်းဆိုတာနော်ငွေကြေးဥစ္စာဘုံကာတနာနဲ့လုံးဝမဆိုင်ဘူးခရစ်တော်ယေမာရှိတဲ့သူတွေရဲ့အတ္တတာမှာပဲငြိမ်သက်ခြင်းဆိုတာရှိတာဒါကြောင့်ဆိုးရင်ကြောင်းကြမှုတွေများနေပြီဆိုရင်ဟာငါဝိညာဉ်ကြီးကဒီဂရီနဲ့တည်းရော့နေပြီလားမသိဘူးချိန်ဆကြည့်ပါချက်တော်မိတ်ဆွေအဲ့လိုအချိန်မှာဘာလို့ရမလဲကျွန်တော်ပြောပါအချက်၅ချက်မှာပါဖြစ်တဲ့အတွက်ကျွန်တော်ပြောသေးတယ်စိတ်ရှည်ခြင်းဆရာမောဆောင်အားကြိုးစားရချင်မှဒီစိတ်ရှည်ခြင်းပါကျွန်တော်ဇာတိပဂတိတွေအားထုံမွန်းနေတာထိတ်ကနေဆိုရင်တော်စကားများတဲ့ထမ်းမှာပါတယ်ထိတ်ကနေဆိုရင်ဒီလိုလုံးချင်လာတဲ့စိတ်ဓာတ်ကဟို
nhìn nghe lý cái gì karate là nên em papa tao biết không xóa tao lúc thà là khá cháu đó cô là tây nhà đâu thiệt khá cháu cô tên ya là mà là cái điều lý giải nào là yêu sẽไม่ชิมหรอกพยาจังตัวขานี่สวยสะอาดมันนะตาเว้ยตาแต่ที่เนี่ยมาเว้ยนั่นนี่ยังทำก็ชี้สุดเลยภาษาตาสุดท้ายเราจะพยาจังตัวตัวมีเนี่ยตาโอ้แบบชี้ไม่ปะพยาจังตัวแบบตาตัวมีแบบไม่เพี้ยนเลยเนาะไอ้เจ้าตัวเราที่ไปอ่ะแต่พอว่าคำพูดแต่เดี๋ยวเดี๋ยวจะซ้อนเลยนะตัวนี่ผ่านจะลงยาดีนะไม่ได้ช่วยอะไรစိတ်ရှိခြင်းနေတော့မဟုတ်လူသားဖြစ်တဲ့အတွက်လေတော့ဇာတိပဂတိဆိုအမြဲတမ်းဒုက္ခခလိုက်ကြဆိုတော့ဖတ်မှာဖြစ်ပါတယ်လို့နောက်ပြီးတော့ဒီထဲမှာပါလဲဆိုတော့ကျေးဇူးပြုခြင်းတဲ့ပြောပြီးဒါလဲနာမုံငိုင်နာကျေးဇူးပြုတာမဟာလားမပါဘူးနော်မင်းဟာလဲငါဟာလဲငါကျေးဇူးပြုတာမပါဘူးနော်တကယ်ချင်းကိုစိုးသိစိတ်ဓာတ်လေးအားကြိုက်ပါတယ်ဆရာကကျွန်တော် trap ဝင်လာဘာကြောင့်ဖို့တဲ့လူတဲ့နာရှိရပြောင်းရခိုင်ကောဖြုတ်ရတာနဲ့ရှုပ်ချက်ခတ်နေလို့အင်းကလည်းတနေ့နေမှာ3-5ခါပဲပြောင်းလာမှာဒါပေမဲ့ तू ကလည်းနံပါတ်ပေါက်နေတာကာမောက်ပြီးပါအောင်ပဲဆိုတော့ဒါပေမဲ့ तू ဆန္ဒလေးကိုမှ trap ကြည့်အခုလည်း trap အစ်တောင်ဝင်သွားပြီအောက်ချင်းမင်္ဂလာရအောင်ပါငါကျေးဇူးပြုခြင်းပါကျေးဇူးပြုခြင်းကျွန်တော်တက်မမေ့ပါဘူးဒီလိုလူသားတယောက်အနေနဲ့တော့အထူးသဖြင့်ဖယားကိုတည်တဲ့လူကကျေးဇူးဘယ်တော့မှမမေ့တာမြေစံတောင်ကြီးကလေးဘဝနေစပြီးဒီနေ့ဒီကျေးဇူးပြုတဲ့သူကျေးဇူးပြုတတ်ကျွန်တော်မမေ့ထို့သူဆိုပဲကျွန်တော်28တရားဝဲကြခန်းကြီး28ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာအမီးမဖြစ်စေပဲကောင်းဖြစ်စေတယ်ချီးရတဲ့သူမဟုတ်ပါလဲပါလဲချီးပေးရတဲ့သူတွေဖြစ်တယ်ချင်းတောင်းလိုက်တော့ကောင်းမုံနေတော့ဖတ်လိုက်တော့ကောင်းအားလုံးကောင်းချီးမင်္ဂလာနဲ့ဒီတော့ကျေးဇူးပြုနိုင်တယ်ကချင်ဘာသာစကားမှာမနာတဲ့ကောင်ဆိုစေဝန်လီလို့ဝန်တန်ဝန်လီဆိုတာကောင်းချီးမင်္ဂလာကိုကျွန်တော်ခံယူရရှိတာဝန်လီကြီးပဲထည့်နေတာ dead sea ဖြစ်နေလိမ့်မယ်ဟာသူတေဝါကကြောင့်ဘာမှမအောင်ပြောတော့ဒါမဲ့သူလေးသူ့ဘာမပိကမစွချေခဲ့ဘူးဆိုဂျေဇုပြုတာတဲ့ဘောအမှကျမ်းစာထဲမှာရိုးရိုးလေးပဲပြောတာနော်ခံယူရတာပဲပါလေပိကစွန့်ချေရတာပို့ပြောပါလေမင်္ဂလာရှိတယ်နောက်ပြောဒီညမှာပြောတယ်ကောင်းမြတ်ခြင်းတဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်ရှိဝေးအတိတ်ပဲဖွင့်ဆက်လို့ပေါ့လူတိုင်းကကောင်းမကောင်းသိတာဒါပေမဲ့ကောင်းမြတ်ခြင်းကိုရွေးချယ်ဖို့ပဲအားနည်းတတ်တာဒါပေမဲ့ဒီကောင်းမြတ်ခြင်းကိုကျွန်တော်ဆက်ပြီးဆောက်ဖို့သစ္စာဆောက်ခြင်းတဲ့ဒီနေ့မရလဲသစ္စာမဆောက်နိုင်မိဘဒီကိုမောင်မနဲ့လည်းသစ္စာမဆောက်နိုင်တကယ်ချင်းရောင်းရင်မပြောနဲ့နော်ဆိုတော့ကျွန်တော် BBC ကိုကြီးညာခိုင်းတာတက်ဖို့စိုးနေတာသစ္စာဆောက်ခြင်းအင်မတန်မှအရေးကြီးတယ်ကျွန်တော်ဒီမှာပြောခဲ့ဘူးပါတယ်ကျွန်တော်လျှို့ဝှက်ချက်တွေတော်တော်များများကျွန်တော်ရင်ထဲမှာတုံဝက်ထားပေးပြီးတော့အားပေးခဲ့ရတဲ့တကယ်ချင်းတွေရှိတတ်ပါတယ်ဆက်ပြီးတော့ကျွန်တော်စူးစမ်းကြအောင်လူတိုင်းကရှိမှာနော်မပြောပါနဲ့ဒါပေမဲ့ဟာတကယ်ချင်းဟိုတော့ခိုးနေရဟာကျို့မပြောနဲ့ဆိုလို့ငါမပြောဒါမျိုးမဟုတ်ဘူးမကောင်းမှုနဲ့ပါလဲပျော်ရွှင်ဝမ်းမြောက်နိုင်မရှိဘူးတဲ့မေတ္တာတရားဒုက္ခတဲ့နှုတ်လုံးနေဒီမှာစမ်းစာပြိုင်သွားခြင်းပါမကောင်းတဲ့အရာမှာကျွန်တော်ပျော်မွေ့နေတာမဟုတ်ဘူးနော်မကောင်းတဲ့အရာကိုကျွန်တော်တို့ကိုတုံတင်လမ်းပြသွားရအောင်သစ္စာရှိရဆိုပြီးတော့မဟုတ်တဲ့နေရာမှာသစ္စာသက်ရှိနေလို့ခဏနေတခိုးလက်ခံမှုနဲ့ပူပေါင်းကြံစီမှုနဲ့တိုင်းဆိုစတီးလက်ကောက်နေရတာဒါလည်းမဟုတ်ဘူးသစ္စာဆောက်ခြင်းဆိုတော့ကျွန်တော်ဆောက်ခင်းရတဲ့အရာကောင်းမြတ်ခြင်းအကြောင်းအရာနဲ့ပတ်သက်တဲ့သစ္စာဆောက်ခင်းခြင်းအကြောင်းပြောတာလူညာတင်ငွေခြင်းဒီကျောင်းပုံရဲ့အကြောင်းအရာတော့မပြောချင်ပါဘူးဆရာကြီးဖခင်เจ้าမှာကျတော့သူ့လောက်ယုံကြည်တာဖြုတ်အိမ်မှာတော့အလားနဲ့စိတ်တယ်တော့မှအရှုံးပေးရတတ်တယ်ဆရာကြီးကျွန်တော်ဒီသူ့ဖခင်เจ้าကယုံကြည်ခြင်းမျိုးအိမ်မှာသာမြင်ရဆရာကျွန်တော်ခရိယာဖြစ်တာကြားပြီရောလူညာတင်ငွေခြင်းတော့ဒါပေမဲ့အဲ့လိုပြောတတ်တဲ့သူတွေလည်းကျွန်တော်ပြောပြရဖို့ပါရှိတယ်လူကတော့မကြည့်နဲ့ခဏကျသူကခဏငရေရောက်သူလည်းခဏတော့ရိုက်လိုက်သွားနေရခရကဲတဲ့တော့အရှင်ကိုကျွန်တော်ကြည့်ရတာကမ္မကုံချုပ်တီးခြင်းနဲ့ဆောက်ပါခဲ့တဲ့မှာဆန့်ကျင်တဲ့ထို့တော့အကျင့်ကိုအဘေးအရာများအားဖြင့်မသားမြင်နိုင်ပါဘူးအဲ့ဒါကကျွန်တော်ဝိညာဉ်ပဂတိနဲ့ဇာတိပဂတိဒီနေ့ကျွန်တော်ပန်တီကောဒေနေ့မှာခံယူတဲ့ဝိညာဉ်တော်ခရတန်ရှင်တော်ဝိညာဉ်တော်ဖခင်အရာဖခင်เจ้าမှာတို့တွေအားလုပ်ပြီးတော့ဒီအရာပေါ်မှာကျွန်တော်ဘဝအတ္တကိုမတိဆောက်ဘူးဆိုရင်ဒီအရာနဲ့ကျွန်တော်မရှောက်လာဘူးဆိုရင်ကျွန်တော်လက်ခံလာဝိညာဉ်တော်ဖခင်เจ้าမှာပဲရှိတဲ့ဝိညာဉ်တော်ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ဒီဘန်ဒီဂေါဒေနေ့မှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ခုနပြောတယ်နော်ဇာတိပဂတိတွေအားလုံးကိုတော့လက်ဝါးကားတိုင်းပေါ်မှာဒိုင်းနဲ့တက်ခက်ဝိညာဉ်ပဂတိနဲ့ကျွန်တော်ဘဝအတ္တကိုကျွန်တော်ဆက်ပြီးရှောက်လာရမယ့်ချက်ပါကျွန်တော်လှုပ်ဆောင်ရမယ့်အချက်5ချက်လေးကိုကျွန်တော်အမြန်ပြောပြီးတော့ကျွန်တော်ဒီကုန်းချုပ်ပါဖြစ်ပါတယ်။နံပါတ်1ကနေပြီးတော့ဗာလဲဆိုတော့ကိုယ့်ရဲ့
ဘဝအခြေအနေကိုသိမှချင်း acknowledgement ငါဘာကောင်းလဲရိုင်းပြောမယ်ဆိုရင်အာမနာပဲနဲ့ကျွန်တော်ဝေဖန်ကြရအောင်။တမန်ကျမ်းစာထဲမှာသိကောင်းတဲ့ရှင်ပေါလုရဲ့တက်တေခံချက်တစ်ခုရှိတယ်ကျွန်တော်ဖတ်ချင်ပါတယ်။ तू ဘာကောင်းကြီးလဲဘာတော်ကြီးလဲရိုင်းပြောမယ်ဆိုရင်အဲ့ဒါကြီးကို तू နဲ့ तू သူ့ကို तू ဝေဖန်ပိုင်းချပြီးတော့ခရစ်တော်ကိုတယ်ဆိုတော့ तू သိမှချင်း acknowledgement ဖြစ်ပါတယ်။ရောမဝါဒစာခန်းကြီး9အငယ်18လောက်ကိုကျွန်တော်ဖတ်ချင်ပါတယ်။အကြောင်းမူကားငါဒီကိုကျင့်သောအကျင့်ကိုမနစ်သက်ကျင့်ချင်သောအကျင့်ကိုမကျင့်ယွန်ရှာသောအကျင့်ကိုကျင့်၏တဲ့သူကပြောနေတာထို့တော့ငါဒီမကျင့်ချင်သောအကျင့်ကိုကျင့်လျက်မတရားဖြောင့်ပြီးငါဝန်ခံ၏တို့ဖြစ်လေထိုမကောင်းသောအကျင့်ကိုငါကိုယ်တိုင်ကျင့်တယ်မဟုတ်ငါအထဲ၌ဖြစ်နေတော့အပြစ်တရားသည်ကျင့်၏တစ်ဖက်ကပြန်ပြီးကြည့်လိုက်မယ်ဆိုရင်ဇာတိနဲ့ဝိညာဉ်ကအများအားဒွန်တွဲနေနော်ဇာတိဆိုတဲ့အပြစ်ကိုဖြစ်စေတဲ့သူကနေပြီးတော့သူ့ကိုဥဆောင်ပြီးခေါ်ပြီးကျင့်နေတာတဲ့ကျင့်နေတာကျွန်တော်စိတ်လုံးဆောင်မြဲတမ်းဒွန်တွဲနေတယ်ဆိုတော့ဆုံးဖြတ်ချက်ချရတဲ့အကြောင်းကြောင့်ပြောနေတာငါအထက်ကငါ့ဇာတိပဂတိ၌ကောင်းသောအရာတစ်စုံတစ်ခုမျှမတည်ဒီကိုငါသိအကြောင်းမူကားငါဒီကျင့်ကျင်သောစိတ်ရှိတော်လဲကောင်းစွာကျင့်သောအကျင့်ကိုရှာမတွေ့နိုင်ငါဒီကျင့်ကျင်သောအကျင့်မကောင်းအကျင့်ကောင်းကိုမကျင့်ချင်သောအကျင့်ကိုကျင့်၏ထို့တော့ငါဒီမကျင့်ချင်သောအကျင့်ကိုကျင့်ရင်ငါကိုယ်တိုင်ကျင့်သည်မဟုတ်ငါအထဲ၌ရှိသောအပြစ်တရားကိုကျင့်၏ထို့တော့မကောင်းသောအကျင့်ကိုငါကျင့်ချင်သောအခါမကောင်းသောအကျင့်ကိုကျင့်စေသောတပါးကိုငါတွေ့၏ငါဒီအသွေးလူအားဖြင့်ဖယားသခင်ပညတ်တရားကိုနဲ့တည်၏သို့တော်လည်းငါကိုခန္ဓာငါကိုအင်္ဂါများ၌ရှိသောတရားသမားသည်စိတ်ဝိညာဉ်သဘောတရားကိုဆိုင်ပြိုင်တိုက်လာသည်ဖြစ်ငါကိုအင်္ဂါ၌ရှိသောအပြစ်တရားလက်သို့ငါကိုဖန်ထွားအနန္ဒီကိုငါမြည်၏တစ်ဖက်မှာကောင်းခြင်းနဲ့စိတ်ဆန္ဒလည်းရှိနေသေးတာဒွန်တွဲကြရှင်းပြိုင်နေတာဒါပေမဲ့သူရဲ့ဘဝအတ္တတာမှာဒီမကောင်းတဲ့အရာတွေထဲမှာငါ့ကိုဖန်ထွားချုပ်ခွာငါခန္ဓာကြီးကိုချုပ်တီးသွားတာလူသဘောကိုသူပြောတယ်နော်ဘာလို့မှသူပြောတယ်မဟုတ်သူက struggle ဒါကြောင့် conflict လို့ပြောလိုက်တာပဋိပက္ခလို့ပြောလိုက်တဲ့အချိန်ခါမှာတခြားလူတွေမပြောနိုင်ဘူးကိုထဲမှာလည်းကောင်းတာနဲ့မကောင်းတာလုံးချင်နေတဲ့စိတ်ဆန္ဒတွေဒွိဆိုတာတစ်ခုကိုပြောတာပေါ့မှာစကားဒွိဟဖြစ်နေတာဒီအကြောင်းအရာတွေမှာသူကိုယ်တိုင်လည်းရင်ဆိုင်ခဲ့ဘူးလေနောက်ပြောအဆုံးမှာသူဘာပြန်ပြောတယ်ဆိုငါဒီညုံညင်တော့သူဖြစ်ပါသည်ကားဤအသေးကောင်မှငါ့ကိုအဘယ်သူကယ်လို့ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်လွတ်တော်မူသောဖခင်၏ကျေးဇူးတော်ကြီးကြီးမားလာပါ၏ထို့သောစိတ်ဝိညာဉ်အားဖြင့်ဖခင်၏တရားတော်အလိုတော်ဇာတိပဂတိအားဖြင့်အပြစ်တရားတော်၎င်းငါလိုက်လာ၏ဆိုပြောအဲ့လိုခြေမျိုးမှာဖခင်ရဲ့သားတော်သခင်ခရစ်တော်အားဖြင့်ပါလေငါတို့ရတာကျေးဇူးပြုရောကဲတဲ့လုံးအရှင်ရဲ့အားဖြင့်ပဲသူတို့ဒါကြောင့်ဝိညာဉ်တော်တရားနဲ့ကျွန်တော်တိဆောက်ဖို့ဝါတတ်တော်ကျွန်တော်စပြုတဲ့အချိန်ကနံပါတ်1ကဘာလောကကြီးမှာကျွန်တော်ရင်ဆိုင်နေရဒီဒွိဟာဖြစ်နေတဲ့အကြောင်းအရာတစ်ခုတည်းကနေပြီးတော့ကျွန်တော်အလွတ်ယုံပြီးတော့တစ်ဖက်ကနေပြီးတော့ကောင်းကင်ခရီးကိုကြွချီတော်ဟိုဒါကြီးကရွတ်တိုက်ကျွန်တော်လုံးဝပါလို့မရအောင်နော်ဒါကောအပြတ်ချန်တတ်တာပဲအဲ့ဒါကြောင့်တလောကကျွန်တော်ပြောလိုက်တဲ့အထက်မှာအလိုရှိတဲ့အရာတစ်ခုအကြောင်းအရာတစ်ခုလငယ်နေပေါ့ဇာတိပဂတိနဲ့သက်ဆိုင်တဲ့အရာအားလုံးကိုသူခြံရထားမှသူဖြစ်တော့မယ်ဆိုလို့ဒီခေါ်တော်မူခြင်းနဲ့ဆက်ဆိုင်တဲ့ပါလုံးတိုင်တော့အရောက်သွားဖို့အရေးကြီးနေတဲ့နံပါတ်1 acknowledgement ကျွန်တော်ဘာလဲဆိုတဲ့အကြောင်းအရာကိုစဉ်းစားကြည့်ကျွန်တော်တို့ကျမတို့မိတ်ဆွေတို့မသိတော့ကျွန်တော်အပြစ်သားပါဒီအပြစ်သားဆိုတဲ့နေရာနေပြီးတန်ရှင်းသူနေတဲ့ဖြစ်ဖို့အတွက်ကျွန်တော်ရဲ့ဘဝအတ္တတာမှာဒီအရာကိုလွတ်မြောက်စေဖို့အတွက်ဘာလုပ်လဲဆိုတဲ့အကြောင်းအရာကျွန်တော်သိမှဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်အားလုံးသိခဲ့ပြီးဖြစ်ပါတယ်လူခဲ့ Easter Sunday နေ့ရတယ်ကျွန်တော်ပြောခဲ့ပြီးပါကျွန်တော်ဖြစ်အတွက်ကိုစားအသေးခံနေတာကိုစားတော့ပေးဆက်ပြီးကျွန်တော်ဘာသာစကားမှာခေခါနှစ်ခုတွဲထားတယ်ခေဆိုတာကဲတာခါဆိုတာပေးဆက်ပြီးတာအကျွေးပေးပြီးတာတော့ခါစစ်ပြူတိုင်းတော့ကြောင့်အဲ့စားခါလာတာလေခါလာတယ်ဒါကြောင့်နံပါတ်1တန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်နားပြမှုကိုလိုချင်သလားဆိုရင်ခ
Getting Jet Yago Kinship Kito, Yogi Leka, getting Jet Yago Baby Kito, getting Shea, Alura, and I shall double, Kunazno Patwara, Shea, Privaja, and Salima, don't have Mola. The John Yamir, remind of me, think about being in a winning of Yago, Leka, give Lava Yichi. Namane Leka, now there's how Leka, you're getting ship to less or Leka, you're touching a winning of Yabu, Lampia, Leka is a man. Now, Sakachin, so that Payana, Chick Sunny, that to the South of Japan. Ah, getting Jaya, Roma, who would you always wait? So that now she come out, swear out the no. Swear, now these standard just set your train about the Palu. Yeah, the young you, your player, are you just down? That are only over as a candy dog near the same, which no palette come out. They know Yana, they know Yogi Jin, Lu, they the Yao, so lazy, John. Ngaro di nese ma pya alon tya su taw patana pyu yu ni ja yi tin no shi ya lo nga twa ya la ko nga do apa ti lo phaya takhin nai phya takhin ni nga do takhin Yesu Christ ni pyin sin si lo mu ba si lo tho takhin ni mimi tan shin tu paung lo ni atu chwa la lo mu lo kha nga do apa ti lo phaya takhin shi ma a pyit tin khwin ni kin lo do tin no yi sin lo ko lo di tan shin jin pa ri mi nai mye myang khain khang si sin ga Garo di no chit together, they know the attention to the bar, Babu, cheap, chitin and on a tooth pin, Joy Wa peaceful, John, Payadaki, you was it all. Russian ball, yes, to dance down. The main watching car, who is in here, critical, watching down. Ah, don't you know, Camaro Shima, you tell ya. Or some, me by the kid. I did not know about it, so Zakar and your one. Lama, man. မင်း2015မိလာ24လုံးကတော့ဖြစ်အမှတရားဟောပြီးတော့ဟိုမှာကျတော့မင်းမဟုတ်ခါပြီးရှောက်လုပ်နေတာငါတွေ့ခဲ့တယ်နော်ဒါပေမဲ့ဒီနေရာမှာအပြစ်တင်ခြင်းနဲ့ပါလေအစင်ကင်းလို့ဇေမီအကြောင်းနဲ့ပြောတာနော်ကျွန်တော်ဆံပြီးရတဲ့ချင်းတစ်ပုဒ်ကျွန်တော်သိအမြဲတမ်းသိမှတ်နေတယ်ကျွန်တော် remind လုပ်နေတဲ့ချင်းအပိုက်တွေတစ်ပိုက်ရှိပါတယ်သူပါဝါတဲ့ချင်းထဲမှာပါလဲဆိုတော့စိတ်ကြမ်းမာနေတယ်ကိုကြမ်းမာနေတယ်ရှင်းသားတဲ့ဘဝရဲ့အသက်တာဒီစုမျိုးမတောင်းဖို့မှာဘူးအပြစ်တော်နဲ့ဆင်မှာဒုက္ခရောက်ဆက်မှာခံနိုင်ဖို့အတွက်ခွန်အားကိုပေးပါဆိုတဲ့တခြင်းလေးပေါ့ရှင်းသားတဲ့ဘဝရဲ့အသက်တာဒီစုမျိုးမတောင်းဖို့မှာအပြစ်တော်နဲ့ဆင်မှာဒုက္ခရောက်ဆက်မှာခံနိုင်ရခွန်အားပါပေးပါအပြစ်တော်နဲ့တယ်ဆိုတာဟာစုံစမ်းနောက်ဆက်ခြင်းလားလို့တဲ့ဒီညမှာကျွန်တော်စုံစမ်းနောက်ဆက်နေတဲ့အရာတွေကိုကျွန်တော်တောင်းလာတယ်ခွန်အားပေးပါဆိုဆုတောင်းရချက်ကိုကျွန်တော်တောင်းချင်တယ်နောက်တစ်တရားချက်ကပါလေခရစ်တော်၌ဝိညာဉ်တော်၌တည်ဆောက်တဲ့တက်တာ trust ယုံကြည်ပါကျွန်တော် miracle ဆိုတဲ့အဖြစ်အပျက်မျိုးအံ့ဖွယ်နမိတ်သက်တာဆိုတော့ကျွန်တော်ကောင်းကောင်းကြီးကျွန်တော်ယုံပါတယ်ချစ်တော်မိတ်ဆွေလည်းယုံနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အစွမ်းအစမျိုးနဲ့ကပြင်းမြောက်သွားမဲ့အရာမျိုးသာဆိုရင်မော်ဆာအောင်ကိုဖျားပိတာအစွမ်းအစကြီးမားလာပါတကားကျွန်တော်အစွမ်းအစနဲ့မတတ်နိုင်တဲ့အရာမှာများကြီးကျွန်တော်ရင်ဆိုင်ခဲ့ခုနကကျွန်တော်တက်တိခါတယ်ခရုဆိုရာနဲ့ကျွန်တော်ဘဝအိမ်မဲ့တောင်းမဲ့ဘူးဘလို့မှဖြစ်လာဘူးဒါပေမဲ့ miracle ဒီနေရာဆိုတဲ့လေဟိုငငယ်စစ်တောင်းကြီးကလေးဘဝနဲ့တီးချတဲ့သူလည်းမဟုတ်ဒီရောက်တဲ့ခါမှာတီးချပြီးတော့မျိုးမျိုးအခုဒီနောက်ဂျပန် family တခုနဲ့တရုတ် family တခုရှိကြဒီလူတွေစိတ်ဆန္ဒကိုစိတ်ဆော်ပေးနေရဘာလို့လဲမေတ္တာကိုပေးတတ်တဲ့ရှင်ဘုရားအိုးတနာစရာမိသားစုလေးပါသူတို့တွေစက္ကန့်နေကြတဲ့သူတွေပါပဲဒါဒီစုမျိုးလိုချင်တဲ့အတွက်ကျွန်တော်စက္ကန့်တာလည်းတော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့ဖယားတိမှတ်ပါတယ်ချစ်တော်မိတ်ဆွေယုံကြည်ပါ trust တရားဘဝကိုရဲကြီးအိမ်မက်ကြီးမှတ်ထားပါဒီအိမ်မက်မှာလက်တွေ့ရှောက်လာနိုင်ဖို့တော့လည်းကြိုးစားပါဖယားပြည့်စုံစေပါဖယားခင်ဝိညာဉ်တော်ဆုံးမပြည့်ပြည့်တော်မူသမျှတော်သူတို့ဒီဖယားခင်တားဖြစ်ကြတယ်အကြောင်းမူကားတင်တို့ဒီတဖန်ကြောင့်ယွတ်တတ်တော်ကျုံဤသဘောကိုကြားကြသည်မဟုတ်အဘာဘာခေါ်တော့ခွင့်နဲ့တားဖြစ်ခြင်းဤသဘောကိုချကြသည်ငါတို့ဒီဖယားခင်တားဖြစ်ကြသည်ဝိညာဉ်တော်ဒီငါတို့ဝိညာဉ်တော်ဒီငါတို့ဤဝိညာဉ်နဲ့အတူတတ်တိခါတော်မူ၏ငါတို့ဒီဖယားတားမှန်နဲ့အမွေခံဖယားခင်အမွေခံဖြစ်ကြသည်ခရစ်တော်နဲ့အတူဘုံဝင်စားမိအကြောင်းထိုသခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရင်
ကိုတခင်နဲ့ဆက်ဆံရတော့အမွေခံကြရည်ငါတို့အာပေါ်ထုံးတတော့ဘုံကိုထောက်တော့ဒီခုမျက်မှောက်ကာလနဲ့ခံရတော့ဆင်းရဲဒုက္ခကိုပမာဏမပြုတ်ထိုက်ဘူးငါသဘောရှိဆိုပြီးပြောပါကျွန်တော်ရဲ့ဘဝအတ္တတာမှာ trust ကျွန်တော်ကျမတို့ကိုရိုးလေးဝယ်ထားတာမဟုတ်ဘူးနော်အသွေးတော်နဲ့ဝယ်ထားတာဒီအသွေးတော်နဲ့ဝယ်ထားခြင်းဥပ္ပရာထဲမှာအမွေခံရတော့ဆိုတဲ့အမွေခံထိုက်စေဆိုတဲ့အရာလည်းပေးထားပြီးသားဒီအရာကိုကျွန်တော်မယုံဘူးဆိုရင်ကျွန်တော်ဘဝအတ္တတာအင်မတန်မှကြောက်မှဖွယ်ကောင်းပါတယ်ဒါပေမဲ့တစ်ခါကျဖြစ်တတ်တာပါဆရာကျမတို့အကောင်စုတော့အနံ့ထားတယ်ဒီမှာတော့ကွေးရောင်အိတ်တယ်တီရောင်ချဘယ်တော့မှဖြစ်တာခရစ်တော်လည်းအခုတော့အကောင်စုကကျွန်တော်တင်ပေးတာတီဆောက်ရှောက်လန်းဆိုပြီးကျွန်တော်ပေးထားတာတီဆောက်ရှောက်အဲ့တော့ trust ယုံကြည်ခြင်းရခုနကကျွန်တော်ဂတိပေးထားတဲ့ယုံကြည်ခြင်းဖတ်သွားတာရောမဩရာစာအခန်းကြီး၈ငယ်14ကိုကျွန်တော်ဖတ်သွားခြင်းဖြစ်ပါတယ်ယုံကြည်ရဲယုံကြည်တင်တော့ကိုတားဆိုပြီးပြောတယ်ဘယ်ဖတ်ခင်မှာတားဘာလို့အပ်တယ်လဲဆိုတော့မသိတဲ့ဖတ်ခင်မရှိဘူးဇုံခချက်တယ်မှာဒီယုံကြည်ခြင်းရကျွန်တော်ဘာကိုတိဆောက်လဲ act ကျွန်တော်ဆက်ပြီးတော့ကျွန်တော်စူးစမ်းဖို့တက်ဖြစ်ပါတယ်တို့ဖြစ်ရဲ့ငါချစ်သူတို့တင်တော့ဒီငါမျက်မှောက်၌နားထောင်ပြီးတာမကမျက်ွယ်၌လည်းအစင်နားထောင်ကြသည်နှင့်မြည်ကြောက်ရွံ့တုန်လို့သောစိတ်နှင့်ကိုယ့်ကိုယ်ကိုကယ်တင်ခြင်းကကြိုးကိုယ်တိုင်စူးစမ်းအားထုတ်ကြလောအကြောင်းကတင်တို့ဒီအလိုတော်ရှိစေခြင်းကအကျင့်ချင်းစေခြင်းကကောင်းတင်တို့ထဲ၌စေတနာတော်အားဖြင့်ပြတော်မူသောသူဒီဖရာသခင်တွေဒီဆိုပြီးပြောကြောက်ရွံ့ဆိုပြီးပြောတာလောကကြီးကိုကြောက်ဖို့ပြောတာမဟုတ်ဘူးမယုံကြည်ဘူးဆိုရင်တော့ငရဲကိုတန်းကနေပို့မှာပဲဟုတ်တယ်မလားဖယားနဲ့မဆိုင်တော့ဘူးငရဲနဲ့ပဲဆိုင်ဒါနဲ့ဒီကမှာရှင်ဘောလူကသူပြောတယ်သူတို့တွေရှိနေတဲ့အချိန်ကရှင်ဘောလူတွေလာကြတာပဲဟိုးဒီမောတွေလက်ပါလာတာမို့ဆေးဆရာလုကာကြီးလည်းအတူတူရှိနေတော့ဆိုပြီးတော့မျက်နှာပြတယ်ဖယားရဲ့အကြောင်းအရာကိုလာပြောတဲ့သူတွေပဲမဟုတ်ဘူးနေ့စဉ်နဲ့ညအတက်တာမှာအလိုတော်အတိုင်းတိဆောက်တဲ့သူတွေဖြစ်ဖို့တဲ့ဒီမှာသူတိုက်တွန်းနေတာရှောက်နာဖို့တဲ့တိုက်တွန်းနေတာနောက်ဆုံးအချက်ကတော့ဖြင့်ဂျေဇုတော်ချီးမွမ်းခြင်းဖြစ်ပါတယ်ဂျေဇုတော်ချီးမွမ်းခြင်းဖြစ်ပါတယ်များများရတော့သူမပို့နည်းနည်းရတော့သူမလို့ဘူးတော့ကြားစာနဲ့အညီမြတ်ခြင်းတရားကိုထောက်ပြီးယခု၌တင်တို့ဤစည်းစိမ်ဤသူတို့ဤဆင်းရဲခြင်းကိုမဆသဖြင့်နောင်၌သူတို့ဤစည်းစိမ်ဤတင်တို့ဤဆင်းရဲကိုမဆသဖြင့်၎င်းအညီအမျှဖြစ်စေခြင်းကငါအကြံရှိ၏ညီကိုတို့ဘုရားသခင်ဒီမာကေဒေါနီပြည်၌ရှိသောအသင်းတော်များကိုပြတော်မူသောကျေးဇူးတော်အကြောင်းကိုငါတို့ဒီတင်တော်အားပြောကြကြ၏ဆိုပြီးဆက်ပြီးဖတ်လိုက်တဲ့အချိန်ခါမှာအမှုတော်လုပ်ငန်းမှာပါဝင်ခြင်းနဲ့ဆင်းရဲသားတို့ကိုမဆခြင်းအကြောင်းအရာအကြောင်းကိုရှင်ဘောတော်ကနေပြောတယ်ဒီအကြောင်းအရာကိုပြောတဲ့အချိန်ခါမှာဘာအကြောင်းအရာပြောတယ်လဲဆိုတော့ဘုရားရဲ့ကောင်းကြီးမင်္ဂလာအကြောင်းပဲများများရတော့သူမပိုပါဘူးတဲ့နည်းနည်းရတော့သူလည်းမလိုဘူးဒီအကြောင်းအရာကယ်တင်ခြင်းစုကျေးဇူးနဲ့ပတ်သက်ပြီးတော့ပြောနေတာဒီအကြောင်းအရာပြောနေတာပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့တနေ့တော့အချိန်ခါမှာလူတွေပိုင်ဆိုင်တဲ့နေရာဘလို့ပဲကြီးကျယ်ခမ်းနား6ပေ2ပေလဲများများရတယ်သူလည်းမပို့ပါဘူးတဲ့နည်းနည်းရတယ်လည်းမလိုပါဘူးတဲ့နော်ဒီအကြောင်းအရာကိုမသိမှပဲတစ်ခါကျလူတွေကမဟုတ်မဟုတ်နေရာမှာစိတ်တွေကတောက်ပြထောက်သွားနေတာအကြောင်းအရာကိုပြန်ပြီးချုပ်လိုက်တဲ့အခါမှာတနေ့တော့အချိန်ခါမှာဘုံတော်ဝင်စားတဲ့အချိန်ကဖျားပြင်ဆင်ထားတဲ့နေရာမှာလူတိုင်းရောက်ကြဆင်းရဲချမ်းသာမှုရှိတော့ယုံကြည်တော်သူဆိုတဲ့ category ထဲမှာကျွန်တော်အားလုံးဖျားရဲ့သားသမီးတွေဖြစ်ခွင့်ရှိတယ်ဒါကြောင့်လောကကြီးမှာရှိနေတဲ့အချိန်ခါမှာကိုရှိတဲ့ကောင်းကြီးမင်္ဂလာတွေအကြောင်းကိုအမြဲတမ်းဝင်ငှပြီးတော့ဖခင်ရဲ့အမှုတော်လုပ်ငန်းမှာပါဝင်တတ်တဲ့သူတွေဖြစ်ဖို့အတွက်ဖခင်အတွက်အသက်ရှင်တယ်ဖခင်အတွက်အသက်ရှင်တယ်ဒီအကြောင်းအရာမျိုးကိုကျွန်တော်ထားဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ရှင်းလဲတော်ရှိသွားပါပြီပန်ဒီကိုဒီနေ့အကြောင်းကိုကျွန်တော်ပြန်ပြီးချုပ်လိုက်ကြမှာဆိုရင်ချစ်တော်မိတ်ဆွေတို့တိုက်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ဧကမှာကျွန်တော်တို့ယုံကြည်ပါလားယုံကြည်တယ်ဆိုကျွန်တော်စိတ်နှလုံးထဲကိုခေါ်ဖိတ်ကြရအောင်ဒီခေါ်ဖိတ်ပြီးတော့ဒီတိုင်းပဲကျွန်တော်ကိုလိုအပ်သမျှတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုခိုင်းဖို့အတွက်ကိုတန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့အလိုတော်အတိုင်းဒီထဲမှာခုနဖတ်တော်တမန်ကြောင့်ဖျားပြင်အလိုတော်နဲ့ဘောအတ္တတော်ကိုတိဆောက်ပြီးတော့အလင်းဖြစ်ခြင်းအကြောင်းစားဖြစ်ခြင်းအကြောင်းအရာမှာကျွန်တော်ပါဝင်လို့အတွက်ဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ခုနဇာတိပတိရဲ့သဘောတရားအကြောင်းကျွန်တော်စဉ်းစားကြည့်ကြရတယ်ကျွန်တော်ဘာကိုခွာချလိုက်ရမှာလဲကျွန်တော်တယောက်စီလဲကျွန်တော်သိနေရပါပါဘာကိုကျွန်တော်ဆက်ပြီးတော့တိုးပွားအောင်ကျွန်တော်ဆွမ်းဆောင်ကြပါလေဝိညာဉ်ပဂတိအကြောင်းကျွန်တော်ပြောကြပါလေအဲ့တော့ဒီအရာတွေကိုကျွန်တော်လက်ခံယုံကြည်ပြီးဖြစ်တဲ့အတိုင်းပဲကျွန်တော်ဘဝအတ္တတာထဲမှာ
number 1နဲ့ကျွန်တော်တို့ဆိုတဲ့အကြောင်းအရာဘဝအကြောင်းအရာကိုကျွန်တော်ဒီမှာဖျားဘာတူလဲကဲတဲ့တော့ရှင်ဘာတူလဲတန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်ဘလို့ဥဆောင်လမ်းပြပြီးတော့ခွန်အားပေးနေတယ်ဆိုတော့လုံးသွင်းဆင်ခြင်ပြီးတော့ဆုတောင်းပတနာပြုခြင်းနဲ့ဖျားနဲ့ပြန်ဆက်ဆံပြီးတော့ယုံကြည်စိတ်ချတော့စိတ်ကဘောနဲ့ပေါ့နော်ဖျားအသက်ဧကမှာတက်ရှင်တဲ့သူတွေကြီးစွာချင်းမောတဲ့သူတွေဖြစ်ဖို့လို့မှာကျွန်တော်ဆက်လက်ပြီးဆွမ်းဆောင်ကြရအောင်ကျွန်တော်တစ်ချက်တစ်ပုတ်ပြီးဆိုဖို့အတွက်ပြင်ဆင်ထားပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်လမ်းပြပါဆိုတဲ့ချက်ဖြစ်ပါတယ်ဒီချင်းကိုဒီဆိုတဲ့အချိန်ခါမှာကျွန်တော်ရဲ့ဘဝအသက်တာကိုလည်းရွှေပြောင်းဝင်ကြီးငါပြက်လမ်းပေါရရစ်ဆိုတဲ့ချက်ဖြစ်ပါတယ်အဲ့ဒီချင်းလေးမှာကျွန်တော်စီမျောရတဲ့ဖျားအသက်ရှင်တဲ့သူတွေဖြစ်ဖို့အတွက်ကျွန်တော်ဆက်ပြီးဆွမ်းဆောင်ကြရအောင်ဆုတောင်းကြပါစို့အားများဆောင်တော်ဖျားကျွန်တော်တို့ကိုချစ်တဲ့ဒီကဘာမီကြီးနဲ့ဖန်ဆင်းခြင်းမှုရာအဖြစ်ကိုတော့အကြည့်ကြည့်တင်ပါတယ်။လောကီလူသားအဖြစ်အသက်ရှင်စင်ခြင်းခါမှာစာတိအားဖြင့်အဖြစ်တရားနဲ့ထုံမွန်းကြပါသည်။အဖြစ်အခါဒီတေခြင်းဖြစ်တဲ့ကစားဖာမြတ်စွာတော်ဘုရားတပါးဒီလိုအားလုံးကိုစွန့်တော်ပြည့်ကျွန်တော်တို့ကိုသားတော်ကဲတဲ့တော့ရှင်အားဖြင့်ကဲတဲ့တော်လို့ကြောင့်ကြည့်တင်ပါတယ်။ကျွန်တော်ဘဝအသက်တာနဲ့ဆက်လက်ပြီးတော့ဘဝအသက်တာကိုဒီဆောက်တော်ချိန်ခါ၌ဖယားရဲ့လူတော်နဲ့ဇာရမဏဤပေးဆောင်ဖျားရောက်ခြင်းညာနဲ့ကျွန်တော်ဝိဟာဖြစ်ရတဲ့ချိန်ရောက်များစွာရှိပါပြီကျွန်တော်တို့ကိုဘုရားရဲ့အလိုတော်အတိုင်းဘဝတက်တော်ဒီဆောက်တတ်ဖို့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုစီကုတ်ပြီးတော့ကြောင့်ကြည့်တယ်မှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုမိမိရင်နဲ့တဲတဲ့မြဲတော်ကိုဖိလက်ခံပြီးဝိညာဉ်တော်ဘုရားဥဆောင်ငါပြကောင်းချီးပေးနေတော့ခေါ်အားပေးနေတော့ဘဝတက်တော်နဲ့အလိုတော်အတိုင်းဘဝတက်တော်ဒီဆောက်တတ်ဖို့လည်းကျွန်တော်တို့ကိုဆက်လက်ပြီးတော့တနာတော်မှာလမ်းပြတော်ကောင်းချီးပြီးပါပြီကျွန်တော်မျိုးတို့ကိုဖြစ်နေရမှာကဲလို့ရလူတော်တိုင်းတက်ရှင်တတ်ဖို့အတွက်ပြင်ဆင်ပြီးတော့ကဲတဲ့မရှင်ယေရှုခရစ်နာမ၌ကြီးစွာလုံးစုံကိုချီးမွမ်းและဆက်ကပ်ကြပါဖာနာဆောဘုရား